ဒီမှာလည်းဘုန်းကြီးကရှိကနေပြီးဥပဒနာဉာဏ်တွေပေးဝေဒနာတွေရှုကြပါလို့မျိုးမျိုးပုံသောတရားတွေဟောပြီးဒီဃာရမတွေပေးတော်တဲ့တွေ့ခင်ဗျားတို့သံဃာထိုင်ကိလေသာမောင်တတ်တွေငြိမ့်ပြီးဒီကာလနေရီဟူသောမဲ့နေရီဟူသောအယောင်တတ်တွေကရှက်သန်းပြီးလာပါလိမ့်တို့ကဲတော့လာခဲ့ပြီရှိတော့တို့ဒီမောင်သောမဲသောပဲလေးပါဒုက္ခမျိုးစုံနေရတဲ့လူပြည့်နတ်ပြည့်ဗြဟ္မပြည့်ဒီဟူသောဒုက္ခမျိုးစုံတွေမှာမောင်တတ်တွေထဲမှာတို့ဒီအလင်းဒီဟူသောနိရောဓသစ္စာကိုသေးသေးချာချာကိုယ်ပိုင်ကိုယ်ဆိုင်ဖြင့်တို့ရတော့မှာပဲဆိုတာအာထုတ်မှုသာမလျှော့နဲ့သေချာရမယ်အဲ့ဒါဘယ်နဲ့ဟောလိုက်ပါတော့လို့မေးတဲ့အခါကျတော့ညောဤသောရှိဘက်ကိုသတ္တရောသတိပ္ပံနေဧဝံဘာဝေယတတ္တဝိနံဖလာနံအညတ္တရံဖလံပါရိခင်ကိတ္တဒိဋ္ဌိဝရမေအနာဂမိတာအဲ့တော့ဘိုးတဲ့ဒကာဓမ္မတွေသတိပ္ပံလုပ်ကိုဆွဲဆွဲမြဲမြဲနဲ့သွားရင်လာရင်နေရင်ထိုင်ရင်ဒီလိုနဲ့ဒကာဓမ္မတွေကဝေဒနာတွေပေါ်တိုင်းကပွားပြီးဒီကလာအဖြစ်ပြက်ကလေးတွေတွေ့နေပြီဆိုမှဖြင့်ဖြစ်ပြဒုက္ခသစ္စာကြီးကခန္ဓာကိုယ်ထဲမှာရှိသောကြောင့်တခြားလည်းလှမ်းမကြည့်ရသောကြောင့်ဒကာစိတ်ခန္ဓာကိုယ်ထဲမှာပဲသူအကျုပ်ကဒုက္ခသစ္စာပါပဲလို့ပြောပါလိမ့်မယ်ခွေးတွေကောင်လို့တခုခွေးတွေကောင်ကိုပြစ်ထားလိုက်ဒကာဓမ္မတွေကနေတိုင်း၌ကြည့်နေလို့ရှိရင်ဒီခွေးကပုတ်တာပဲတော့ကြအေးဖြစ်တာပဲဘလဘောကျဲသွားတာပဲဆိုတော့ကြည့်ပါများတဲ့အခါကျတော့သူ့သဘောအကုန်မပေါ်လာဘူးဒီမှာလည်းဒကာဓမ္မတို့ဝေဒနာကိုရှုလိုက်ပြီဆိုမှပြန်ဝေဒနာဒီကားလို့ဆိုရင်ကျုပ်ဟာအနိစ္စပါပဲကျုပ်ဟာဒုက္ခပါပဲကျုပ်ဟာအနတ္တပါပဲကျုပ်ဟာအတုပပါပဲဆိုတာသူကပဲပြောပါလိမ့်မယ်ဘုန်းကြီးကအကူညီတာမှတ်ပါဘုန်းကြီးကအကူညီပါတဲ့ဒကာဓမ္မတွေကသေသေးချာချာမြင်ကြပါလိမ့်မယ်သေချာမြင်တော့ဘုန်းကြီးတို့ဒကာဓမ္မတွေသူကဒုက္ခသစ္စာဖြစ်ဒကာဓမ္မတွေညာကမဲ့ကသစ္စာဆိုတဲ့သောတပတိမဲ့သဂရဂမိမဲ့အနာဂမိမဲ့ရတ္တမဲ့ဆိုတဲ့မလေးခုကိုဒကာဓမ္မတွေပါရမီလိုက်တခါရတမ်းပြီးဒီကလာရသွားလို့ရှိရင်ဖြင့်ဩအိုပွဲတွေရောငိုပွဲတွေရောမွဲပွဲတွေရောပွဲပွဲတွေရောဆိုတာတွေအကုန်ဆက်သိမ်းပါလိမ့်မယ်အဲ့တော့ချမ်းသာဘုရားစိတ်ဓာတ်ဧကံရမယ်လို့ဆုံးဖြတ်ချက်ချကြပါအဲ့တော့ရဟန်းကိုရမေကြီးကတော့သူတာဝန်ခန္ဓာကမင်းတို့ကွာတဲ့ဒီဝေဒနာနုပဒနာလုပ်တဲ့ဒကာဓမ္မတွေဆိုရင်သောကဆိုတဲ့စိုးရိမ်မှုတွေအကုန်ချုပ်ငြိမ်းပါလိမ့်မယ်ဘုရားသာဝတ္တမုဆိုမျိုးခေမောမှုဆိုတာကရှိကြသေးတယ်ပေါ့ရှိပါအဲ့ဒါဂရိပဒံခရီးမရောက်သေးလို့ဗါရရောက်တဲ့အခါကျတော့အဲ့ဒီသောကလည်းပျောက်ပါလိမ့်မယ်တဲ့ပရိဒေဝလည်းပရိဒေဝဆိုတာငိုကြွမှုတို့ကိုလည်းလွန်မြောက်ပါလိမ့်မယ်သောကပရိဒေဝနာသမတိတ်ဒုက္ခတွေကိုဖျက်အိုရဒုက္ခနာရဒုက္ခသေရဒုက္ခတွေရောဒေါမနတာတွေရောအထင်ကမာရတယ်အကုန်ချုပ်သွားလိမ့်မယ်ကွာတခါကြီးလေညာယကအဓိကမာရတယ်ညာယကနိဗ္ဗာန်ကိုအဓိကမာရရာချင်းကျုံးခါတယ်ဟောတိမုတ်ချဖြစ်ပါလိမ့်မယ်ကွာဒါကြောင့်ဓမ္မတွေဓမ္မသာလည်းအားငယ်စရာဆိုတာချက်လက်အကွက်တစ်ခုမှမပါဘူးအဲ့ဒါဒီဓမ္မတွေကံကောင်းလိုက်တာဆိုတာတော့ဘုန်းကြီးတို့ပြောချင်ပါတယ်တဲ့ဘယ်လောက်ဖြစ်အောင်ကံကောင်းလို့ဆိုတော့ခင်ဗျားတို့ဘိုးတွေဘွားတွေသေပြေပစ္စည်းကုန်ကြညာတော့လေဒီလိုလက်တွေ့တရားရမသွားရှာကြဘူးတရားစင်ရလက်တွေ့တခါတည်းခန္ဓာကိုယ်ရဲ့ညာရောက်ပြီးဒီကလာအခုပဲဘောနဲ့မှာတခါတည်းငြိမ့်အေးပြီးဒီကလာနိရောဓမျက်မှောက်ပြုတာတွေဆိုတာဟောလည်းမဟောကြတော့အားလည်းမထုတ်ကြတော့ခံရကျုံသွားရဆုံးသွားကြရအောင်အဲ့ဒါဒီဓမ္မတွေမှာတော့ပြန်ကံတုညာတုဘုံတုတဘာတုတွေကံတုညာတုဘုံတုတဘာတုတွေဘုန်းကြီးကဒီဓမ္မတွေဘာဖြစ်လို့ပြောရလဲဟိုစစ်ဘေးကြီးကြော်လာတာကြီးဘုံမျိုးမျိုးချတဲ့ခင်ဗျားတို့လွတ်လာခဲ့ဟုတ်ကလားသတ္တနာဆိုတာဒီသတ္တနာဆိုတာများဒကာဓမ္မတွေသူတို့ပြစ်လိုက်တဲ့သတ္တနာဆိုတာများကြီးတခုရန်တော့တခုနဲ့ကြားမှာလက်ငန်းတော့ပါကွာတခါအကုန်ပြစ်အဲ့ဒီတည်းကလည်းကကြီးတွေကြောလာတာဟောဒီလိုတရားသူဒီလိုဆရာသူနဲ့တွေ့ဖို့ကြုံဖို့ကြံရတာပဲဆိုတာဘုန်းကြီးပြောတာကနဲပါသေးတယ်ခင်ဗျားရဲ့ကြံရတာကဒီတဲ့ဖုတ်တန်နေပါတယ်ဒါကြောင့်အမှန်တန်ဘုံကင်ရှိတဲ့ဒကာဓမ္မတွေမှာခါကောင်းဆွင်ကောင်းကျုံရဒကာဒီဓမ္မတွေဟူတော်တွေပါလေ
ခါရဲမြို့နဲ့ဝေးပြီးဒီကရနေတဲ့နေရာတွေမှာအခုခါသာနေကြမယ်ဆိုလို့ရှိရင်တော်ဆိုရကတစ်မျိုးမျိုးဆိုရကသွားလိုက်တဲ့ကတစ်မျိုးနဲ့ညတနေရာအဲ့လိုတနေရာရွှေ့လို့ဒီဟာတွေနဲ့အချိန်ကုန်နေမှာအဲ့ဒါတွေလည်းအခုအကုန်လွတ်ကျွတ်ပြီးဒီကလာဩတို့အေးစစ်စစ်နဲ့တော်ကောင်းတရားကြီးတာနဲ့ကိုးစားရအားထားရအလုပ်လုပ်ပြီးဒီကလာဆရာကောင်းနဲ့လည်းတွေ့ညာဆိုတာလေဆရာသမားပြောလိုက်တယ်ဆိုတရားဓမ္မတွေဖြင်းစရာမြင်စရာမရှိအောင်ပဲပြောရဆိုတဲ့ဆရာသမားနဲ့တွေ့နေတော့ဩတို့ဒီဘဝကျွတ်ထိုက်တယ်ဒီဘဝကျွတ်ထိုက်တယ်ဒီဆရာနဲ့ပဲကျွတ်ထိုက်တယ်ဆိုတဲ့ဥစ္စာလေလောကီလောကုပြီးပါလိမ့်မယ်လောကီမှာလည်းသာဘုသောဘုနေဖို့ထိုင်ဖို့ဆိုတာတရားကအထုတ်ပါတရားကဆောင်ပေးပါလိမ့်မယ်ဘာမှအောင်ငါဘာနဲ့မတူလို့ရနော်တော့ခင်ကြီးရိပ်မိဗလားအဲ့ဒါကြောင့်ဘုံကပါရမီရှိတယ်ဆိုတော့စေဘေးစစ်တိုင်းအကျော်ခန်းလာရတဲ့ကိုကသေချာသေးဘူးလားသေချာပါဘူးသေချာတဲ့ပုံမှာကံသာရှိလို့အသက်ရှင်နေတယ်တရားဓုတရားမြတ်ဆိုတော့ဘုရားပွင့်မှာပဲရတော့မှာပဲလို့ဆိုတယ်လေဘုရားကိုယ်တော်မြတ်ကြီးဟောတဲ့တရားတွေဘုန်းကြီးတို့ကတပူမရင်းဟောပြန်တော့ခင်ဗျားတို့တန်တယ်လည်းဘုရားပွင့်တယ်အဲ့တော့ဘေးဒဏ်တန်ရန်ထက်တဲ့တွေလည်းကျော်သွားပြီလာနိုင်သေးတယ်တရားဓုတရားမြတ်ဆိုတဲ့ဘုရားတရားတော်နဲ့တွေ့ရသေးတယ်ဆိုတော့လက်မလွတ်လိုက်ကြပါနဲ့ဒါလေးလက်လွတ်လိုက်ရင်အမှန်နဲ့နာတော့မှသို့အမှန်နဲ့နာတော့မှသို့ပါတယ်ကြိုးစားမချုံတို့ကြိုးစားနော်မကြီးတို့ကြိုးစားချက်စမ်းပါမလျှော့နဲ့ရှင်းတင်ပါမျိုးမလို့နဲ့ရှင်းတင်ပါရတော့ပြောလိုက်တယ်ဆိုဟုတ်ပါဖြာယုံမဖြာအဲ့ဒီတင်ပါမျိုးမကြိုက်ဘူးတကယ်လို့မှဘုန်းကြီးတွေကဓမ္မတွေအရင်ထားပြီးပြောနေတာအာပြုထားတာလည်းအရင်မသုံးနဲ့ဦးအရင်မသုံးနဲ့ကိုယ်တိုင်းကိုတကယ်လုပ်ပြီးတကယ်ကျိုးဆက်ချက်စမ်းပါအဲ့တော့ကိုချမ်းသာကိုရှာတာများအားပြောခါးနှွဲ့နေတယ်ရှာလို့တော့မရဘူးကိုချမ်းသာကိုရှာတာအမှန်နဲ့ရှာပလိုက်အပဲစိတ်ချရပါလားစိတ်ချရတော့ဒကာဓမ္မတွေနေချင်းသလိုနေလိုက်အခုတော့ငရဲတွေကကိုကောင်းပေါ်ကမရှင်းသေးကိုဝန်းတွေကနေပြီးငရဲမျိုးစေ့တွေကမချောက်ခန်းသေးဆိုတော့ဒီမညံလေးလာမှငရဲမျိုးစေ့ဆိုတဲ့လောဘဒေါသမောဟက6ခန်းတော့အဲ့ဒီချိန်ကျတော့ဘုန်းကြီးတို့ဒကာဓမ္မနေစမ်းပါဗျာခပ်ပြောပဲဘုန်းကြီးတို့ကလည်းမတားတော့ပါဘူးအခုတော့အနာမစိတ်မချခင်ကဒကာဓမ္မတွေကပြောမမြူးမယ်ကြွမယ်ဆိုလို့ရှိရင်ဖြင့်အနာကြီးကြွလို့ဒီနာနဲ့သူသိချင်းစိုးသိကြီးရဲ့ဆိုတော့စိုးရင်လို့အနာပြောက်မှပဲထင်တယ်လို့နေကြပါလို့မချုံပြောတယ်သိမကြဘူးအနာမပြောက်သေးခင်တော့ဆရာသမားကပြောတာကိုပဲနားထောင်ကြပါဦးနာပြောတော့သွားခြင်းနဲ့လမ်းပေါ်ပါသွားခြင်းနဲ့ဝိသဘာမတုကိစ္စမရှိဘူးပေါ့ဗျာမကြီးကိစ္စမရှိဘူးပေါ့သိမကြဘူးအဲ့ဒါနဲ့ဓမ္မတွေနာပြောက်သေးကိုပဲပေးပါတော့မယ်တဲ့အဲ့ဒါနာပြောက်သေးပေးပါတော့မယ်လို့ဆိုတော့ဓမ္မတွေစဉ်းစားပါတဲ့ဒီဝေဒနာမှတပါးလည်းမပြောင်းကြနဲ့။ဘာကြောင့်ဝေဒနာမှတပါးမပြောင်းတဲ့လို့ဆရာဘုန်းကြီးကသတိပေးရတယ်လေလို့မေးလို့ရှိရင်ဖြင့်ဝေဒနာတွေတရားဓမ္မတို့အခုနေရတာလေနေကောင်းတယ်ဆိုတာလေဝေဒနာဒုက္ခဝေဒနာနဲ့နေရတာနေမကောင်းဘူးဆိုတော့ဘာဝေဒနာနဲ့နေရဒုက္ခဝေဒနာနဲ့နေကြရဟာတပည့်တွေဖြင့်အလတ်စားပါပဲဗျာကောင်းကြီးလည်းမဟုတ်ဘူးမကောင်းဘူးလည်းမဟုတ်ဘူးနေရတာပဲဗျာဆိုတော့ဘာနဲ့ဥပ္ပဒါဖြင့်တရားဓမ္မတွေဒီ၃ချိန်မှတပါခင်ဗျားတို့ဘယ်ချိန်များရှိသေးလဲရှိပါဘူးအဲဒါကြောင့်တရားဓမ္မတွေပြောရတယ်ဝေဒနာနဲ့နေတဲ့တရားဓမ္မတွေကဝေဒနာမရှိဘူးလို့ဆိုတာဖြင့်မဖြစ်ကြပါစေနဲ့ဆိုတဲ့ဥစ္စာအထူးပဲသတိပေးပါလေအဲတော့ဘုန်းကြီးတရားဗျာအရှာခက်လိုက်တာလို့ဆိုလို့ရှိရင်ဖြင့်အဲဒါမှားတယ်နေကောင်းတယ်ဆိုလို့ရှိရင်ဝန်းထဲမှာရှူတဲ့စိတ်ဓာတ်လေးကဆိုနေကောင်းတဲ့အခါရှူတဲ့စိတ်ဓာတ်ကသက်သာသာနဲ့ရှူရမချက်ရဘူးလားအဲ့ဒါဒုက္ခဝေဒနာလေးဖြစ်ပြီးပြက်နေတာလေးတွေသူကပြောနေအဲ့တော့ဝေဒနာရှားမတွေ့ဘူးလို့မကြီးပဲဆိုခြင်းသေးတယ်မရှင်တော့ဆိုခြင်းသေးတာရှူကောင်းဆိုင်ကောင်းရင်ဘာဝေဒနာလဲဟာရယဝိဘောတဲ့တဲ့ပိရိကာလာဒုက္ခဝေဒနာလေးလည်းရှူတာလေးကလည်းဆိုင်တဲ့စီမလိုက်တော့ကြောင်းဒီနေရာရင်ပြက်ပြီးဒီနေရာနှိစ္စရောက်ပါလားဆိုင်တာလေးရတယ်ဒီနေရာပေါ်ပြီးဒီနေရာရင်ပြက်စီးသွားပါလားဆိုတော့သမထမ်းထိုင်လိုက်လို့ဘာမှမတွေ့သူပြန်ကြည့်လိုက်တာသူပြန်ကြည့်လိုက်တော့ဝေဒနာတွေ့ပြီးသားမကြဘူးအဲဒီလိုကြည့်ရင်မှတန်တယ်ပဲဟိုဖိပြီးထိုင်ထားရတော့အောက်ကနားတယ်ဘယ်ကနားတယ်ချင်းမျက်စိကနားတယ်ချင်းပြားလေးကနားတယ်ချင်းမကနားတယ်ဆိုပြန်တော့ဟိုဒုက္ခဖြုတ်ခဲ့ပြီးဒီကလည်းဒီဘက်ကိုညာလှည့်ပလိုက်ရင်းနေပါလားဒီဘက်ညာလှည့်ပလိုက်ပါဒီဘက်ညာလှည့်ပလိုက်တော့ဒီဘက်ကဖြစ်ဖြစ်ကလေးကချုပ်သွားတယ်လို့ဆိုပြန်တော့တယ်ဒ
ရှာမလို့ပါမှုဖျားလို့တော့မလျှောက်ပါနဲ့ခရယောသူကိုရှုလေးရှိတ်လေးအားထုတ်တဲ့စိတ်ကလေးဒုက္ခကိုပြန်ရှုလိုက်ဆိုတော့တရားဓမ္မတွေအားရရမအားတော့မအားတာတွေဘာတော့လို့မေးတဲ့အခါကျတော့ရှင်းနာကဖြစ်ပြဲနောက်ညကရှုပြီးတကလားနေရတယ်မအားမှုလေးဩမအားတာဘာလိမ့်မလို့မေးလိုက်တော့ဝရိယစိုက်နေတာဝရိယစိုက်နေတော့ဝရိယမက်ကင်ပေါ်နေတယ်ဟောတော့ခင်ဘယ်လောက်ဖွတ်တာတပည့်တော်ဗျာအတော်ဝရိယစိုက်နေတယ်မအားအောင်ကိုဖြစ်နေတယ်ဘာတော့မအားအောင်ဆိုတာဝရိယစိုက်ဝရိယစိုက်နေတယ်ဆိုတာဒကာဓမ္မတွေဝရိယမက်ကင်ဆိုတယ်မဲ့ရနေတာအဲ့တော့ဝရိယအတော်စိုက်နေရတယ်ဆိုတာခင်ဗျားတို့ကအမောဆိုင်နေလို့မောင်းမဲ့လိုက်ပါနဲ့တဲ့ဒါကိလေသာယန္တုတွေရပ်ပြီးဒီကလာမဲ့ဆိုတဲ့သမာဝါယမမဲ့ခင်ဆိုတဲ့မဲ့ခင်ကြီးဝန်းတဲ့ရောက်နေတာကဲတော်နေကြကြပါလားကဲဒါကြောင့်ဝရိယစိုက်ပါဝရိယစိုက်ပါလို့ဆိုတဲ့ဥစ္စာဒကာဓမ္မတွေတွန်းရတာကဒီဝရိယကိုယ်တိုင်ကခင်ဗျားတို့သဏ္ဍာန်၌တဲ့မဲ့တရားပါရှင်းမလားဝရိယဘာတရားတော့မဲ့တရားပါဗျာမဲ့တရားမဲ့ခင်တရားကိုဝရိယစိုက်တယ်ဆိုတော့ဝရိယစိုက်တယ်ဆိုတော့ဝရိယရင်ဖြစ်တာမဟုတ်တတိလည်းထားတယ်သမာဓိလည်းရှိတယ်ပညာလည်းရှိတော့ဘုန်းကြီးဖြစ်တယ်လေးလိုက်လိုက်ရဒီနာဖြစ်တယ်လေးလိုက်လိုက်ရလို့ဆိုတော့ဝရိယကခေါင်းဆောင်တာဖြစ်သွားတာဒုံခင်ရင်မဲ့ခင်ရှိပါပေါ်နေရင်းမကြဒါပြန်ဘုန်းကြီးတို့တရားဓမ္မတွေမှာဩတရားဓမ္မတွေဝရိယစိုက်တော့ဆရာဘုန်းကြီးပြေးတဲ့နေ့ကတပည့်တော်တို့ဖြစ်ဗျာမအောင်မလက်အောင်ပဲသင်္ပန်းနေလိုက်တာသင်္ပန်းနာမဟုတ်ဘူးတရားဓမ္မတို့ခင်ဗျားတို့လိုတာပြည့်စုံနေတာခင်ဗျားတို့ဝဘဝတို့နဲ့မက်ဖို့ရပါလို့ဤလို့ခင်ဗျားတို့သူတောင်းမှာခင်ဗျားတို့အလုတ်ထဲမှာအတွင်းဝင်ပြီးတဲ့ကလာအကုန်ပြည့်စုံနေပါပြီလို့မှတ်လိုက်ပါကဲဘယ်တော့ဖို့တန်ဒါပြန်ဝရိယစိတ်ပါဝရိယစိတ်ပါအတော်ဝရိယဆိုင်နေရတယ်ဘုရားဝေဒနာလေးတွေကလည်းဟိုကဖြစ်လိုက်ဒီကဖြစ်လိုက်ဟိုကပြက်လိုက်ဒီကပြက်လိုက်နဲ့တပည့်တော်ပြန်တော့ကြိုးစားနေရတယ်လို့ဆိုလို့ရှိရင်အဲ့ဒီကြိုးစားတာဒီမဲ့ဆိုင်နေတာလို့သာမှတ်လိုက်ပါဒါဝရိယမက်ကင်ပဲဝရိယမက်ကင်ဖြစ်တော့လေဘုန်းကြီးတို့ဓမ္မတွေကမှတ်လိုက်ပုံသူတစ်ခုလည်းဖြစ်တယ်လို့မောင်းမယ်လေသူနဲ့တကွာအဖော်တွေပညာလည်းပါသတိလည်းပါသမာဓိလည်းပါအကုန်မက်ကင်တွေတကားစဉ်ကုန်ဆိုင်နေတာရိပ်မိကြဒါပြန်ဓမ္မတို့ဝရိယစိတ်ရလေးလေးခင်ဗျားတို့မှာကိလေသာယန္တုအောင်ပွဲယူရတာနိုင်ပွဲမှန်သိလေလေလို့မှတ်လိုက်စမ်းကိလေသာယန္တုအောင်ပွဲယူတာနိုင်ပွဲရတယ်သူတို့ကိုဝင်ဝင်ရတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာဝရိယစိုက်ပြီးဒီကလာနေတော့တရားမရသေးဘူးလို့ထုံးခင်ကြီးတို့ကထင်လိုက်အေးဝရိယစိုက်နေတာကိုကမဲ့ခင်စိုက်နေတာလို့မှတ်လိုက်ကြကဲအဲဒီတို့ကဝရိယစိုက်တုံးမှာပဲဗျာဘာမှမမြင်သေးပါဘူးအမလေးတရားဓမ္မတွေဖြင်းတာလိုက်တာဝရိယစိုက်တုံးမှာပဲတပည့်တော်ပြန်ဘာလျှောက်ထားလို့ဘာမှတောင်မပြောရအောင်ဖြစ်နေပါသေးတယ်အစရှိတဲ့တရားဓမ္မတွေအဲ့ဒီဝရိယစိုက်နေတာကဝရိယမက်ကင်နဲ့တကွာပညာမက်ကင်တွေပါရနေတာလို့သုံးဖြတ်ချက်ချာဒီတရားဓမ္မတွေကခွန်ကြီးကိုလျှောက်ကြလည်းမရှိထားကြလည်းမရှိနဲ့ကိုယ်ဖြင့်ဝရိယစိုက်ပြီးလုံတုံးမရှိသေးတယ်အဲ့ဒါမဲရနေတာဘာဝရိယစိုက်သလိုဖြစ်ဖြစ်ရှာနေတာသူဖြစ်ဖြစ်ရှာနေတော့ရှာတာကမဲ့ခင်ပေါ့ဗျာရှင်နာဖြစ်ဖြစ်ကဒုက္ခသစ္စာရှာပြီးအထုတ်နေတာကအဲ့ဒါမဲရနေတဲ့ဥစ္စာတရားဓမ္မတွေကအထုတ်တုံးရှိသေးတယ်ခုဖြင့်ဘာမှမထင်သေးဘူးတဲ့အမလေးဖြင့်တိုက်တဲ့တရားဓမ္မတွေကရင်းကြလားရင်းကြပြီတောင်းမြန်ဟောတယ်အောင်းဝင်နေနော်တောင်းမြန်ဟောတယ်အောင်းဝင်နေမဲရနေတာမသိပဲနေမှာဆိုရတယ်ရင်းနေလားမသိပြီနေရကြပြီဒါတရားဓမ္မရင်းနေဖို့ပြောနေတာခင်ဗျားတို့အာရဓမ္မတွေဒီတိုင်းပဲအားဆိုင်နေတယ်ဆိုလို့ရှိရင်ဖြင့်ဝရိယမဟုတ်လားဝရိယနဲ့တခါတော့ဝေဒနာလေးတွေပေါ်ရလေးတွေလျှောက်ပြီးလိုက်နေတယ်ဆိုတဲ့ကဒါဘာဖြစ်နေတာတုံးဆိုရင်ရိပ်မိကြမဲ့ရဝရိယမဲ့ခင်ရအဲ့တော့ဝရိယမဲ့ခင်ဆိုတာသူဘယ်တော့မှအဖော်မဖြစ်ဘူးအဖော်သူတစ်ခုလည်းဖြစ်တာသုံးစားမရှိဘူးသတိပါတယ်သမာဓိပါတယ်ပညာပါတယ်အဲ့ဒီကဲတော့သတိသမာဓိပညာဝရိယတို့ဟာမိုက်တွဲရဲ့ကြည့်ပဲရိပ်မိပါလားတွဲရဲ့ကြည့်ဆိုတော့အားဆိုင်နေတဲ့ဓမ္မတွေမှာမဲ့ခင်ဆိုင်နေတယ်ဆိုတာသုံးဖြတ်ချက်ချာအေးဒါဖြင့်တော့ကနေတပိတော့ဖြင့်ရှားခုမတွေ့သေးပါဘူးအလိစကားဖြစ်နေတော့လူမောတော့ခီးမရောက်သေးပါဘူးလို့တော့ခန့်ကလျှောက်ချင်တယ်မလျှောက်တော့ပါဘူး
သူမောကတော့ခေးမရဘူးလို့မဆိုပါနဲ့ခေးရောက်နေတဲ့ကဝန်းထဲမှာရပြည့်စုံနေပါပြီမတူသဘောကျခေးရောက်နေတာဘာတော့ဗျာဝန်းထဲမှာပြည့်စုံနေပါပြီတဲ့ဓမ္မတို့ဝန်းထဲမှာပြည့်စုံနေတယ်ဆိုတာအားစိတ်တယ်လည်းဝရိယတတိထားတာလည်းတတိမဲ့ခင်အားစိတ်တယ်ကဝရိယမဲ့ခင်သိပြီလားအဲ့ဒါတတိတို့ဝရိယတို့သမာဓိရှိလို့တွေ့တာမဟုတ်လားဗျာအဲ့ဒါတတိတို့သမာဓိတို့ဝရိယတို့ပညာတို့အကုန်ပါပြီးကြတာနေသောကြောင့်ဩဒါပါလိမ့်မလို့ဆိုတော့မဲ့ခင်ဆိုင်နေတာဟာဘယ်နဲ့ကြောင့်ဘုန်းကြီးကမဲ့ခင်ဆိုင်နေတယ်လို့ဟောရပါကလေးလို့မေးဖို့လိုတယ်တဲ့ဆိုရမေးဖို့လိုတဲ့အခါကျလို့ရှင်မဲ့ခင်ဆိုင်တယ်မဆိုင်တယ်ဘုန်းကြီးရှင်းပြဒီအချိန်မှာလောဘဒေါသမောဟလာသေးလားသူတတ်ထားတာပေါ့ဗျာဒါပြန်အခုအားစိတ်ဓာတ်ကတတ်ထားတဲ့သဘောကိုသင်ရှားတယ်အားစိတ်ဓာတ်တတ်ထားတဲ့ကိလေသာသေးနေတယ်ဆိုတဲ့ဓမ္မမဟုတ်ပါဘူးရင်းမိဗလားကဲအားငယ်ကြသေးလားဘုန်းကြီးနဲ့တွေ့ရတယ်လေရက်ကလည်းတူတူအားထုတ်ရတယ်လည်းနည်းနည်းလေးရှိသေးတယ်ဘာမှလည်းမတွေ့သေးဘူးလို့အောင်းမွေပြီးမနေတော့မကြီးရရင်းမိဗလားမတူကောအောင်းမွေသေးလားဘယ်နဲ့မအောင်မေတော့အာထုတ်တယ်ဆိုတွေ့ရဘူးလားအေးဒါကြောင့်ဘုရားဓမ္မတွေဘာမှမလျှော့လိုက်ကြပါနဲ့ဆိုတာတကားစိတ်သတိပေးရခိုင်းတယ်ဗျအားဆိုင်နေတာကိုပင်လင်တော့ခင်ပါခေါ်ပါမယ်မခင်ဆိုင်နေတာပฏิထားတာဒီပင်နဲ့သတိထားတာဒီပင်နဲ့မခင်ဆိုင်နေတယ်သမာဓိထားတာဒီပင်နဲ့မခင်ဆိုင်နေတယ်ပညာလေးနဲ့ဟိုဝေဒနာလိုက်နေတာဟောမခင်ဆိုင်နေတော့ဩဒါပါလိမ့်မလို့မေးတဲ့အခါကျတော့ဝေဒနာပေါ်နဲ့လိုက်ပြီးမဲ့ခင်နဲ့ရှုနေတာကိုဆိုတာမပေါ်လာသေးဘူးအဲ့တော့မဟုတ်တယ်ဟုတ်တယ်ဒကာဓမ္မတွေကစဉ်းစားတော့ဒီလိုရှားပွေနေရတော့ကိုကဲမတ်ချုံလို့ပဲတွေ့ပါတော့လောဘဒေါသမောဟလာသေးတယ်ဘယ်သူကတတ်ထားအဲ့ဒီတော့ဒါကိုခီးပေါက်နေတာတောင်မှဟုတ်လားကိုခီးပေါက်နေတာတောင်မှပေါက်တယ်လို့မသိသေးဘူးရှင်ဒီလိုအတွက်ခက်သေးမဆိုးနိုင်ဘူးလားဗျဆိုရတာမရကိုကြီးပေါက်နေတာတော့မှပေါက်တယ်လို့မသိသေးလို့ရှိရင်ဖြင့်တော့ခင်ခက်သေးတယ်လို့မဆိုရဘူးလားကဲရိပ်မိကြပါအဲ့ဒါကြောင့်တဲ့ခင်ဗျားတို့အသက်တရားနေရညာတော့တယ်ဒီဝေဒနာလေးတွေလိုက်ပြီးဒီကလာဟောတာဒုက္ခပေါ်ပြီဟောတာဒုက္ခပေါ်ပြီဟောတာလေးရဖြင့်အခုခဏကဒီနေရာရတယ်အခုမရှိတော့ဘူးအခုမရှိတော့ဘူးဆိုတဲ့ဥစ္စာခင်ဗျားတို့ကပါဠိလိုအနိစ္စရောမှာအနိစ္စမှတ်နေတာအခုပျောက်သွားတာဆိုတာအဲ့ဒါအနိစ္စကိုမြင်လိုက်တာရင်းမိဗလားတပည့်တော်ဗျာနှစ်ခုကရတယ်ရတာလေးရှိတော့ပျောက်ထွက်သွားတယ်ဗျဩဒီတရားဓမ္မတွေဟန်ရပြီကိုဟန်ရပြီကိုပျောက်သွားတာလေးကအနိစ္စပြောင်းမှန်းသိတာကမက္ခဟောဘလောက်ဟုတ်တာဟိုမမကြီးကသဘောကျရလားပြောင်းမှန်းသိတာကဘာတော့မက္ခမဟုတ်လားကြောက်သွားတာကဘာတော့ကြောက်သွားတာကအိသပြောင်းမှန်းသိတာကဟောကိုညာနဲ့ညာနည်းနဲ့သိတယ်အဲ့ဒီညာလေးကမက္ခပါဝရိယမဆိုင်တဲ့ပုဂ္ဂိုလ်ဆိုချင်းကြီးဟုတ်လားလက်မလောက်ကြီးကြိုက်နေတာတောင်မှကိုမဟိုမှာလောဘလုံးနဲ့လှုပ်လုံးနေလို့ရှိရင်မသိဘူးပြီးမှသာဖြောက်ယူရတယ်ကိုဝရိယဆိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဘုန်းကြီးတို့ဓမ္မတွေမှာရတာရမှန်းသိဒါရရတာရမှန်းသိတယ်အဲ့ဒီနေရာရှုလိုက်ကြဆိုတော့ဘာဖြစ်သွားမရှိဘူးအဲ့ဒီမရှိဘူးလို့ပြောတာကခင်ဗျားတို့အမှန်ကောင်းဘယ်လိုကောင်းလို့ဆိုတော့မရှိဘူးလို့ပြောတာဒီကားလို့ရှိရင်ရှိရကမရှိဘူးလို့ပြောတာငါကဒီနေရာလေးရနေနောက်ရှိလိုက်တဲ့အခါကျတော့ရှိသေးရဲ့အဲ့ဒါမရှိဘူးလို့ပြောတာဒီမြန်မာလိုအနိစ္စပြောတာအဲ့ဒီမရှိတာသိရင်မဘုန်းကြီးကကြိုက်ဒါပြန်မရှိတာကအနိစ္စသိတာကမက္ခဟောဘယ်လောက်ဘုရားဓမ္မရဖို့ဝေးသလားမဝေးပါဘူးတရားဓမ္မတွေဘာမှလုံးဝဝရိယမလျှော့ပါနဲ့မလျှော့ပါနဲ့ဒီဆရာဓမ္မနဲ့တွေ့တယ်ဆိုအာယုန်တဲ့နေထွက်ရမယ်လို့ပြောနေပေါ့ဗျာဘာများအဲတော့တန်တရားကိုမရှိနဲ့ဒါသာဖိလို့ဒီလုံးနဲ့လုံးနဲ့ဖြင့်ဒီဆရာနဲ့ဒီဓမ္မနဲ့ဖြင့်ဒီဥစ္စာဒုက္ခိပေါက်ဖို့အပေလေးပါးတကားပိတ်ဖို့အရေးတန်တရားကြီးဥပိ္ပနာပဲသေဘေးတွေနဲ့ဆက်ပြတ်ဖို့အရေးအပြင်ဒါပဲရှိတယ်ဆိုတော့ခင်သုံးဖြတ်ချက်ချာသုံးဖြတ်ချာမကြီးပဲသုံးဖြတ်ချာဘာမှမလျှော့နဲ့ဘာမှမလျှော့ကြပါနဲ့မကြီးတို့ပဲသုံးဖြတ်ချပါလားချပါသေးချာရမယ်ခိုင်းနေရမှာတို့ဒီသတိပဋ္ဌာန်ကိုခင်ဗျားတို့ခေါင်းနဲ့14ရက်အစရှိနေတယ်အထုတ်လိုက်လို့ရှိရင်ဖြင့်သောတာပန်သရကအနာဂံရဟန္တာကြောင့်ဖြစ်နိုင်ပါတယ်ကွာဘုန်းကြီးကလည်းဟောတယ်ဘုရားကလည်းဟောတယ်အဲ့တော့အားငယ်ရရှိတယ်အဲ့တော့သောတာပန်သရံဖြစ်တဲ့တပည့်တော်တို့လိုပဲ
နေဦးပါလားသူတို့ feeling ပြုပြင်ပြီးဒီကလာနေဝိသခါတို့ဗျာခုနှစ်ကသောတာပန်တည်တယ်ဟုတ်လားသား10ယောက်သမီး10ယောက်မွေးဖွားတယ်ဟုတ်လားမြေ40မြေ40ရှိတယ်ရှိတာပါပဲတဲ့ဒါကိစ္စမရှိပါဘူးအပေမကြတာနဲ့ခင်ဗျားတို့လာရဂရိမမှားတာသာသောတာပတိမက်ကလောက်တာပါတဲ့ငါးပါးယုံကာမုံခံစားမှုကိုဆိုတာမဟုတ်ပါဘူးသိပြီလားဥဒ္ဒကခေါင်းနဲ့ကသောတာပန်တည်တယ်16နှစ်ကြာမှဘုံနဲ့အိမ်အောင်ကြတယ်အဲ့ဒီမထင်ရှားဘူးလားကဲထင်ရှားပါတယ်တဲ့အဲ့ဒါကြောင့်ဒါရင်းနဲ့လည်းတွေးခေါင်ပြီးတို့ဘာမှမထူးခြားသေးဘူးလို့မအောင်မင်းနဲ့ချက်ကနေတစ်ချိန်နဲ့မက်ပေါ်လိုက်တယ်ဆိုလို့ရှိရင်ဟောပယ်မိတွေကဂုံငိမ့်ပြီးဒီကလာခင်ဗျားတို့သာနာမှာလည်းလောဘ၄ပုံတစ်ပုံသိမ့်သွားပြီးညာသိမ့်သွားတယ်ဆိုတာတော့သူထူးခြားချက်ပါပဲတခြားဘာမှမရှိပါဘူး။ဒါကြတဲ့ငါဓမ္မတို့ဝေဒနာတွေပေါ်တယ်မျိုးလုံးမှာဘာဝေဒနာပေါ်တယ်မြင်တယ်ဆိုလို့ရှိရင်ဒကာဓမ္မတို့မြင်တာပဲရှိတာပဲမြင်လို့လိုချင်တယ်ဆိုတာဝန်းနေတာမြင်လို့မုန်းတယ်ဆိုတာဝန်းနေတာပေါ့ဗျာအဲ့တော့မြင်တာမြင်ုံပဲဆိုတာသဘောကျဒါဖြင့်မြင်တာမြင်ုံပဲဆိုတော့ဘာဝေဒနာလဲဒါကြောင့်မြင်ုံနေမှုဥပ္ပခဝေဒနာလို့ဆိုလိုက်ဘုရားသခင်ကိုရမကြီးကလည်းဥပ္ပခသတ္တံစက္ခုဝိညာဏလို့ဆိုတော့ကြောင့်ဥပ္ပခစက္ခုဝိညာဉ်ဟေးမြင်တာလေးကဥပ္ပခလို့ဖတ်လိုက်ပါဆိုတော့မြင်တာလေးကိုဒကာဓမ္မတွေကလွဲမှာတော့ဘုန်းကြီးကဆွေးနေနော်မြင်တာလေးကဒကာဓမ္မတို့တိုင်ကိုမြင်တယ်ဖြူတဲ့ကြောင်နာကြားတာကိုမြင်တယ်ဆိုတော့တိုင်ကိုမရှုနဲ့ခင်ဗျားတို့မြင်တဲ့စိတ်ကလေးကိုဖြစ်ဖြစ်ရှုသဘောကျတိုင်ရှုရမှာလားကိုယ်မျိုးလုံးတဲ့ညာနဲ့မှန်းရှုရမှာအဲ့ဒီအရှုလေးသာဒီနေရာကတဲ့ပါစီဩမျိုးလုံးတွေကမြင်ပြီးမျိုးလုံးတွေပဲပြက်တာပဲဟုတ်ကဲ့လားမယုံလို့ရှိရင်ခင်ဗျားတို့တိုင်တစ်လုံးကိုတဲ့ဆေးကအဖြူနေအဝါအစိမ့်လေးပဲဆက်တော့ပါလှည့်ကြည့်ပါတဲ့အဖြူမြင်ပြီးမှအနေမြင်မှာပဲအနေမြင်ပြီးမှအဝါမြင်မှာပဲအဝါမြင်ပြီးမှအစိမ့်မြင်မှာပဲအဲ့ဒါမပြတ်ဘူးလားပြတ်တယ်အဲ့ဒါပြန်အဖြူမြင်တာပြတ်ပြီးတော့မှအနီမြင်တဲ့စိတ်အနီမြင်တဲ့မျက်လုံးတစ်ခုပေါ်မယ်မျက်လုံးစိတ်တစ်ခုပေါ်တော့မှအဝါမြင်တဲ့မျက်လုံးစိတ်တစ်ခုပေါ်မယ်ပြီးတော့မှအစိမ့်မြင်တဲ့မျက်လုံးစိတ်တစ်ခုပေါ်မယ်ဆိုတော့ဩဒါရီသူ့ဟာသူနေမလို့ချင်းအတွင်းမျက်လုံးစိတ်ကမချုပ်မယ်ဆိုလို့ရှိရင်အဖြူမြင်တဲ့ကအဖြူပဲမြင်တယ်ဘာအနည်းကိုသွားလို့မရဘူးအခုတော့သူချုပ်သွားတဲ့အတွက်ဟိုဘက်လဲလိုက်တဲ့အခါအနီမြင်တာလေးပေါ်တယ်ဟိုဘက်လဲလိုက်တဲ့အခါအဝါမြင်တာလေးပေါ်တယ်ဟိုဘက်လဲလိုက်တဲ့အခါစိတ်မြင်တာလေးပေါ်လာတယ်ဆိုတော့ဩဒါမြင်စိတ်ကလေးခဏခဏပြည့်နေပါလားဆိုတာညာမရောက်ဘူးစိုက်သဘောကျကြအေးဒါကြောင့်နှလုံးစိတ်ပြတ်တာကိုထင်ရှားကြတဲ့ထင်ရှားအောင်တော့ခင်ပြောနေတယ်မချောင်လို့ရှင်းတတ်ပလားကဲနှလုံးလေးတဲ့မယုံလို့ရှိရင်ဖြင့်မကြီးတို့ကဝိညာဉ်တိုင်းတွေကို1 2 3 4 5 10ကြောင်းခဏနေရေးထားမကြီးရေးထားရင်နော်ကဲမကြီးကတက်နံပါတ်ကြည့်တော့တက်မမြင်ဘူးကဲနှစ်နံပါတ်ကြည့်တော့နှစ်မြင်တာပဲအဲ့ပြမြင်တာလေးရှိသေးရဲ့သူရရှိနေမှဆိုနှစ်ကိုမမြင်နိုင်ဘူးဗျအဲ့ဒါကြောင့်တစ်မြင်တာချုပ်ပြီးမှနှစ်မြင်တာပေါ်ပြန်တယ်ဒါကြောင့်နှစ်မြင်တာချုပ်ပြီးမှသုံးမြင်တာပေါ်ပြန်တယ်သုံးမြင်တာချုပ်ပြီးမှလေးမြင်တာပေါ်ပြန်တယ်ဒါလေးတွေကလည်းတခါတည်းဖြစ်ဖြစ်နေတာကိုလို့ဆိုတာအဲ့ဒီတိုင်းဝန်းနေရတိုင်းကြည့်တဲ့ဥစ္စာခင်ဗျားတို့မျက်လုံးကြီးပြက်တာပဲကဲရှုပ်ကြသေးလားအဲ့ဒါကြောင့်အဲ့ဒီမြင်တဲ့ဥပ္ပခါလေးတွေရှုပါဒါလေးတွေမြင်နိုင်ရှုကြားတိုင်းဗျာအဲ့ဒါကြောင့်ဘုန်းကြီးကပြောပါတယ်ဒကာဓမ္မတွေကိုခင်ဗျားတို့ကတော့ဘာမှမသိဘူးဒီကနေပြီးဒီကလာခင်ဗျားတို့သဏ္ဍာန်နဲ့မှငကောကနားထဲမှာကြားတဲ့စိတ်ရှိမရှိခောက်ပြပါနော်ဒကာဓမ္မတွေသဏ္ဍာန်မှာအခုဒီထွေးကန်တဲ့အခုကိုညှက်နဲ့ခောက်မယ်အပန်းခတ်စူးကြားလိုက်မယ်အခုကြားနေဗလားမင်းမလို့ကြားရပါဘူးမကြားသေးပါဘူးအခုဒါပြန်မကြားတာလေးပဲရှိတယ်နော်ဒီကခောက်ကန်ကိုကြားလိုက်လို့ရှင်ခင်ဗျားတို့ကြားတယ်ဆိုတဲ့ဥစ္စာခုမှအသက်ပေါ်လာလိမ့်ခုမှအသက်ပေါ်လာလိမ့်ရိမ့်မိဗလားအေးခုမှအသက်ပေါ်လာလိမ့်ကဲဓမ္မတွေခောက်လိုက်မယ်ကြားရမို့လားအဲ့ဒါခொနဲ့ငါကြားရတာခုမှပေါ်လာအေးနားတယ်ခုမှအသက်ပေါ်လာပေါ့ဗျာနားတယ်ခုမှအသက်ပေါ်လာအခုဒီကသံလည်းမရှိတော့ဘူးကြားသေးရဲ့မကြားတော့ဒါဖြင့်ကြားပြီးပြက်သွားတာပဲ
ကြားတဲ့စိတ်ကလေးကကြားပြီးပြက်တာပဲနောက်တစ်ခါခောက်ပြန်တော့ကြားပြန်တယ်လို့လာပြန်ကြားပြန်အခုရှိသေးရဲ့ဒါဖြင့်ဒကာဓမ္မတို့တဏ္ဍာမှာဩအခုမှပေါ်တဲ့ဧည့်သည်အခုပေတဲ့ဧည့်သည်မဆိုနိုင်ဘူးဒါဖြင့်ဧည့်သည်ပြက်ပေါ့ဗျာအဲခင်ဗျားတို့တဏ္ဍာမှာရှိတဲ့ဘယ်စိတ်မဆိုတော့ကဲဒီတိုင်းမှလားအခုပေါ်အခုပြက်ကြီးပဲအဲ့တော့ခင်ဗျားတို့ဒီအပြည့်တွေကြီးစုနေတဲ့ဒကာဓမ္မတွေဖြစ်သောကြောင့်ဒီခန္ဓာကိုယ်ကြီးကအမျက်လုံးကလည်းမြင်ပြီးပြက်ကြားနားကလည်းကြားပြီးပြက်နှာခေါင်းကလည်းနှမ်းရှုပ်ပြီးပြက်လျှာကလည်းစားပြီးပြက်ကိုယ်ကလည်းရာရံပြီးပြက်ကောင်းပြီးဒီကလည်းပြက်ဝန်းထဲကလည်းကြံပြီးဒီကလည်းပြက်ဆွေးပြီးဒီကလည်းပြက်အလတ်စားဖြစ်ပြီးဒီကလည်းအဲ့ဒီလိုအပြည့်တွေကြီးသိနေတော့ဒကာဓမ္မတို့ကိုယ်စိတ်ကိုအာကိုးစရာပါရလားမှန်ပါဗျာအာကိုးကြံလဲခင်ဗျားတို့အပြည့်တွေအာကိုးရရောက်မှန်ပါဗျာကဲသင်ရင်းမိဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ခန္ဓာကိုယ်တော့ဘယ်စိတ်မြဲတယ်အဲ့တော့ဘယ်စိတ်မှမမြဲဘူးဆိုတဲ့ဥစ္စာပြောတော့ဩဒုက္ခနာစိတ်ဆိုတာနန္ဒီဟနာဟုသေးမမြဲပါလားဆိုတော့ပေါ်လာသေးဘူး။ခိုင်းတယ်ဓမ္မတွေအခုခောက်ပဲတဲ့ခောက်တဲ့ခါကူမကြသေးပါဘူး။ဘာမှမရှိဘူး။ဘာမှမရှိဘူးတဲ့ဓမ္မတွေ။ကဲအခုခောက်လိုက်ပြီကြားဘူးလား။ရှိသေးရဲ့။ဩဒါကနားရဲအခုပေါ်အခုပြက်။နားရဲအခုပေါ်အခုပြက်တာကိုသဘောကျ။အခုမှလည်းပေါ်ရနော်။ကြားတဲ့စိတ်ကလေးကကြားပြီးတော့လည်းဗာပြက်သွားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့တဏ္ဍာမှာမြင်လာတဲ့ဒီတိုင်းနေမှာဟုတ်ဘူးလားနာတာရောစားတာရောရတာရောကျုပ်ကရတဲ့ရှင်းလိုက်တာလို့မဆိုကြပါနဲ့တဲ့ရပြီးသူလည်းခဏခဏပြက်နေတာပါခင်ဗျားတို့ကမဖြတ်တတ်လို့ဖြစ်နေတာဒါဖြင့်ဒေါရကြလောဘဖြစ်လိုက်ဒေါကြဒေါသဖြစ်လိုက်ဒေါကြမောဟဖြစ်လိုက်ဒါတွေရောဒကာဓမ္မတွေမြဲမမြဲတော့အပြည့်ကြည့်ပါပဲလားအပြည့်ကြည့်ပါပဲလားဆိုတာသဘောကျခိုင်းကြရတော့ခိုင်းနေကြတယ်လူတွေကလည်းခတ်တူတူထိုင်ရတယ်ဆိုတော့ချင်းချင်းကြက်ကြက်နဲ့နေကြထိုင်ကြရတယ်ဆိုသဖြင့်ခင်ဗျားတို့ဒီအောက်ကပူတယ်ဆိုတာဒကာဓမ္မတွေမှတ်လိုက်တာမှာဒုက္ခဝေဒနာအသားပေါ်မှာပေါ်တယ်အဲ့ဒီဒုက္ခဝေဒနာဒကာဓမ္မတွေကမသိဘူးအပူကလေးကမစဘဲနဲ့အပူလိုက်ရောက်ပါအပူလက်ကိုမရောက်ဘဲနဲ့အပူမထားလိုက်ဘူးဖြစ်နေတာအပူလေးလည်းဖြစ်ပြီးပြက်တာပဲနည်းနည်းလေးပိုးပူလာပြန်ပြီသူကပိုးပူတာလေးပေါ်လာလို့ပိုးဖြစ်လို့ပိုးပူတာသူကလည်းဖြစ်ပြတဲ့မျိုးပါလားအခုလည်းခင်ဗျားတို့ကအပူကြီးကြမှာသိတော့တယ်ဆိုတော့အပူကလေးတွေဖြစ်ပြသိသေးရလားအဲ့ဒါသတိပဋ္ဌာန်လွတ်သွားတာရင်းမိဗလားသတိပဋ္ဌာန်လွတ်သွားတယ်နော်မတူဘာလွတ်သွားတာလဲသတိပဋ္ဌာန်လွတ်သွားတာဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကသတိပဋ္ဌာန်လွတ်ပြီဆိုမှပြန်ခင်ဗျားတို့ဒီအမတမအဖို့မတန်တဲ့လူတွေရောက်သွားဖြစ်စာမသိပဲဘူးလွယ်ရင်တော့ချီးကျမ်းလာတယ်ဆိုတဲ့ဒကာဓမ္မတို့ကျင်စာလေးကမစဘဲနဲ့ဒီအကျဉ်ကြီးတော့ရောက်ပါဘူး။ဒါတော့ခင်ဗျားတို့ကသတိပဋ္ဌာန်လွတ်နေတော့မိုက်တို့ကအစမသိပဲဖြစ်ဟုတ်လားအစမသိပဲဖြစ်တော့တခါတည်းကိုလွန်မသိတဲ့အခါကျတော့တို့ဒကာဓမ္မတွေဖြန်းလိုက်တာဒါအစလေးကအစကအလဲကမှကိုမနေနိုင်တဲ့ဆုံးဒီလိုရောက်တဲ့ဥစ္စာကအစတတိမထားမိတော့သူတို့ကတိရစ္ဆာန်လို့ဖြစ်နေပါဘောလားတတိကတဲလွတ်တာလွယ်ရတော့ဒီပူဇာကလေးကကျင်စာကလေးကမှမစဘဲနဲ့ကျင်လေရောက်နေမှာအကျင်ကြီးကိုရောက်နေမှာအဲ့ဒီမှာခင်ဗျားတို့အကျင်ကြီးကြမှာအမလေးကျမဘာဖြစ်တယ်မသိဘူးကျွန်တော်ဘာဖြစ်တယ်မသိဘူးမရွှေ့နိုင်တော့ဘူးအစရှိနေတယ်အကြီးဆုံးကြမှာသိတော့ဟိုအငယ်လေးတွေလည်းမသိခဲ့အဆင်းဆင်းပြက်လာတာကောသိပါဘူးဒါဖြင့်ခင်ဗျားတို့ကသတိပဋ္ဌာန်ကလက်လွတ်တယ်မလွတ်ဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့သတိပဋ္ဌာန်လက်လွတ်ပြီးဒီကလာနေတော့ဘိုးခွန်းကအပြက်ကလေးတွေကတွေ့သေးရဲ့ဘာဖြစ်လို့မတွေ့တုံးဆိုတော့သတိပညာလက်လွတ်တယ်သဘောကျတောင်းကံဘာလို့ ਨੇ သတိပညာလက်လွတ်ပြီးဒီကလာနေတော့သတိရပညာလက်လက်တယ်ဆိုလို့ရှိရင်ဒကာဓမ္မတွေဒါဖြင့်မသိလို့လွတ်တာပဲမသိတာအဝိဇ္ဇာအဝိဇ္ဇာနဲ့နေလို့သူတို့ဒါလက်လွတ်သွားတာမိုက်ဘာနဲ့နေလို့အဝိဇ္ဇာနဲ့နေလို့ရှိရင်ဘုန်းကြီးတွေကဓမ္မတွေခက်ချီရဲ့အဝ
ဝိဇ္ဇာဖြစ်เสียသင်္ခါရသင်္ခါရဖြစ်เสียဝိညာဏဇာတိဇရာမရဏကြောင့်မသွားဘူးဩတို့ဓမ္မတွေငါမှမဖေးလို့ရှိရင်သူတို့မသိတာနဲ့ကြီးသွားတော့မသိတာနဲ့သွားလို့ရှိရင်အိုနာသေးအပေကြောင့်သူတို့သွားတော့မယ်မသိတာဝိဇ္ဇာကိုဗျာဝိဇ္ဇာဖြစ်เสียတော့ဗါတဲ့သင်္ခါရဖြစ်เสียကဲတော့ကောင်းနိုင်သေးရလားဟုတ်ကဲ့ကောင်းလာသေးရလားဩဒါပြန်တွေ့เสียဘုန်းကြီးကဟေးသိအောင်လုပ်ဆိုတဲ့အချက်ကလေးကကျင်စားကလေးကစပြီးကြလားနာစာလေးကစပြီးသိအောင်လုပ်ဆိုတဲ့ဥစ္စာအနိစ္စအသိခိုင်းနေတာဖြစ်ဖြစ်ဒုက္ခသစ္စာအသိခိုင်းနေတာတို့ကလည်းသတိမထားဘူးလို့ဆိုတော့တို့သတိမထားတာလေးကတော့အပြောကောင်းတော့ခင်ဗျားတို့မှအယုတ်ဆူအပြောကတော့တို့သတိမထားမိဘူးတို့သတိမထားမိဘူးဆိုတော့သတိမရှိတော့ဘူးမသိတာပေါ့ဗျာမသိတာဘာခေါ်ကြဟာဘုန်းကြီးတို့တရားဓမ္မတွေအပြောကောင်းတော့အဖြစ်ကတော့မဆိုးဘူးလေဗျာအဖြစ်ကမှကြီးပါတယ်တော့ဝိဇ္ဇာမသိတာဘာခေါ်ကြဒါကြောင့်ဝိဇ္ဇာကတော့သင်္ခါရဝိညာဏရဲ့ဩနာစေတွေကရက်သေးရဲ့ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေ၌မသိတာနဲ့ပဲခင်ဗျားတို့ခဲ့နေတာဒါဖြင့်ကျင်စားရဲ့တော်ကြကြတော့ကျင်တာလေးနည်းနည်းလေးကြီးလာတယ်တော်ကြကြတော့မထနိုင်အောင်ကျင်လာတယ်ဆိုတာမထနိုင်အောင်ကျင်တာဒီဘယ်ကလာတာတော့မေးလို့ရှိရင်ကျင်စားလေးမပါဘဲနဲ့လာပါအဲ့ဒီကျင်စားလေးခင်ဗျားတို့သိသေးရဲ့မသိတာပါခေါ်ကြဟောဒါဖြင့်ခင်ဗျားတို့တိဋ္ဌာန်နေနေတာကျင်စားမှမသိပဲဘုရုကျင်တာတော့လို့မေးတော့မိမိအသားပေါ်မှာကျင်တာအဲ့ဒါမသိဘူးဆိုတဲ့ဓမ္မတွေပါဆိုကြမယ်အဝိဇ္ဇာဖြစ်နေတယ်အဝိဇ္ဇာဖြစ်ပြီးခါလာနေတာအဝိဇ္ဇာတင်ရမြဲဓမ္မတာရှိရလားဩနာသေးကြောင့်မတော်ဘူးအဲ့ဒါတော့ဘုန်းကြီးကမတားသင့်ဘူးလားဗျာဓမ္မတွေမသိတော့ဘူးမသိတဲ့အခါကျသူတို့ဒီဖာမအိုဖာမနာဖာမသေးတဲ့ပဲပြေးပြီးအဝိဇ္ဇာကကျေစုပြုလိုက်ပြီးဆက်ပြီးကလာမကောင်းတာတွေကိုရွက်ဆောင်လိုက်ပြီးဆိုတော့မကြီးကောင်းသေးရလားဒါဖြင့်ဓမ္မတွေကဘုန်းကြီးစိုးရင်တလောက်တို့ကအစဖြစ်ပေါ်စားတိုင်းဖြစ်ပေါ်တိုင်းတို့သိအောင်လုပ်မယ်ဆိုလို့ရှိရင်ဖြင့်ဓမ္မတွေဘယ်မှာသာလဲခင်ဗျားတို့အဝိဇ္ဇာကိုလာသေးရလားအဝိဇ္ဇာမလာတော့ဘာဖြစ်တုံးဝိဇ္ဇာဩဒါဝိဇ္ဇာဥဒ္ဒဘာရိဆိုတဲ့ဥစ္စာဝိဇ္ဇာဒီဥဒ္ဒဘာရိဖြစ်ပေါ်လာပြီဆိုတော့ဝိဇ္ဇာဖြစ်တယ်ဆိုတာမဲရတာလို့သုံးဖြတ်ချက်ချလာသိမိကြဝိဇ္ဇာဥဒ္ဒဘာရိဆိုတာဘာခေါ်တာမဲရတာဆိုတာသိကြပါလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနိုင်ဘလို့ဖြစ်အောင်ကျေးဇူးများတယ်ဆိုတော့ဥစ္စာသိအောင်လုပ်နေတဲ့အရေးဟာသိတာလေးကမဲ့ခင်သိတာဝိဇ္ဇာမသိတာအဝိဇ္ဇာဆိုတော့မိုက်ကြောင်းလိုက်တဲ့သဘောကျမသိပဲနေတော့ဗါတဲ့ဝေဒနာလေးတွေပေါ်တယ်ဒုက္ခဝေဒနာဆိုတော့ကျင်စားလေးကဒုက္ခဝေဒနာငယ်လေးကျင်လေကြတော့ဒုက္ခဝေဒနာအလတ်အမှန်တန်ကျင်လာတာဒုက္ခဝေဒနာအကြီးစားအဲ့တော့အငယ်လေးကနေပြက်ပြီးဒီကရမှာအကြီးရောက်လာတာအကြီးကမှဒီတဲ့မခံနိုင်တဲ့စီရောက်လာတာဒါဘုမဓမ္မတွေကမသိဘူးအကြီးဆုံးကြမှာပဲသတိရတော့တယ်ဆိုတော့နှစ်ခုပြောက်နှစ်ခုသိသေးရလားမသိတာပါခေါ်ကြအိုးဘုန်းကြီးတို့ဓမ္မတွေနာလိုက်ဖြစ်ချင်းမိုက်နာလိုက်တယ်အစမသိကြတာနာလိုက်တယ်မနာဘူးလားဗျမသိတာပါတော့ဟောဝိဇ္ဇာလာတော့ဝိဇ္ဇာသင်္ခါရဝိညာဏယုတ်သလာနာဇာတိဇရာမရဏကောင်းသေးရလားအချုံကောင်းသေးရလားအမှန်ဆိုးကောင်းလားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကိုဘုန်းကြီးကယူဆိုင်ပြီးဒီကလာပြောနေတာဩတန်လျာကြီးတဲ့မှာဝိဇ္ဇာကစပြီးတတ္တဝါတွေကိုတည်တောင်းတာမသိလိုက်တော့သူတို့ဒီတတ္တဝါဖြစ်အောင်တော့မယ်တတ္တဝါဖြစ်လို့ရှိရင်ဩနာသိနဲ့သူတို့နဲ့မခွဲရဘူးသနာလာကြီးရဲ့ငါဖြင့်သူတို့သိတဲ့လို့ကိုပဲခိုင်းမှပဲဆိုပြီးကလာအခုသုံးပိုင်းပြီးဒီကလာမှချုံပြောလာတယ်ဒါဖြင့်ကျင်စာလေးဒီကဒုက္ခဝေဒနာအငယ်ကျင်လေကဒုက္ခဝေဒနာအလားမထနိုင်လောက်ကျင်ဒုက္ခဝေဒနာအကြီးစားအဲ့တော့ဒုက္ခဝေဒနာအကြီးစားကြမှသိကြတော့ကောင်းသေးရဲ့ဘယ်ကစသိရမှာအငယ်ကစသိတာအငယ်ကစသိတာကိုအငယ်ကစသိမယ်လို့ဆိုလို့ရှိရင်ဖြင့်ဩသူဒုက္ခဝေဒနာလေးပဲလို့ညာနဲ့သိလိုက်ပြီဆိုမှဖြင့်ဒုက္ခဝေဒနာလေးဖြစ်ပြီးပြတ်တာပဲလို့သိလိုက်ဟောဒီကျင်လတ်ကိုမရောက်ဘူးဗျာကျင်လတ်မှမရောက်ဘဲနဲ့ခொနဲ့မထနိုင်အောင်ကျင်တဲ့စီကိုရောက်ပါမယ်အဲ့ဒီတော့ဒကာဓမ္မတွေကဝေဒနာလည်းမကုတာခက်လိုက်တာ
ဝေဒနာမကုတတ်တဲ့ပြင်ဒကာဓမ္မတွေကဝေဒနာတောင်ကြီးအောင်လုပ်နေသေးတော့ဘယ်မှာသာရင်ဝေဒနာသက်သာကြမြင်သေးရဲ့ဟောဘုန်းကြီးပြောတာသေချာမှတ်တာနာရာလေးကနာစကသာရှိလို့ရှိရင်ဒီနာသိကြည့်မလားတော့ဒီတဲ့မခံနိုင်မရနိုင်အောင်လည်းဖြစ်မလားတော့ရိပ်မိကြဒါပြန်ဒကာဓမ္မတို့အနာကြီးကြီးမှသိကြလို့ရှိရင်ဖြင့်ခင်ဗျားတို့ဟာအနာငယ်နဲ့အနာလတ်ကိုမသိတဲ့အတွက်အဝိဇ္ဇာကြောင့်ခင်ဗျားတို့အနှကြီးရတယ်ရိပ်မိဗလားဘာကြောင့်ရတာတော့အဝိဇ္ဇာကဝိဇ္ဇာနဲ့အစောကြီးကနာစကတွေကနာရာလေးကဒုက္ခဝေဒနာဖြစ်ပျက်ကလေးပဲလို့ဆိုလို့ရှိရင်ဟောဒီအနာလတ်တောင်မပေါက်တော့ဘူးသူကဖြစ်သွားပြီသဘောကျအဲ့ဒါဒကာဓမ္မတွေအဝိဇ္ဇာဖြင့်အဝမခံကြပါနဲ့အဝိဇ္ဇာဝန်ခံတဲ့နေကစပြီးဥနာသိငါမှလိုက်ကဲဘယ်လောက်ကြောက်ချက်ကောင်းဒါပြန်ခင်ဗျားတို့သဏ္ဍာန်၌ဘယ်ဝေဒနာပေါ်စသိအောင်လို့သိရင်အဝိဇ္ဇာလားဝိဇ္ဇာဝိဇ္ဇာလာပြန်တော့လေအဝိဇ္ဇာကချုပ်ရအဝိဇ္ဇာကချုပ်တယ်ဆိုတဲ့ကူကလည်းသံဃာစခန်းတတ်ပါပြီဥနာသိတွေနဲ့လည်းသေကန်းရှင်ကပြတ်ပါပြီဘယ်လောက်များဖုတ်တယ်ဒါကြောင့်ဒီလိုသာသိသွားမယ်ဆိုဒကာရမတို့ခေါင်းရနဲ့သောတာပန်တရားကအနာဂံယန္တာဖြစ်နေဩဒါပြန်တို့ဘာလုံးနေတာပါလိမ့်မယ်အစမသိဘူးလုံးနေတာဟိဘာဖြစ်ဖြစ်ဒကာရမတွေကလွန်မပဲသိတယ်ရတာတွေကမခံမရနိုင်မှပဲသိတော့ရကြလေကသူမသိဘူးမသိတဲ့ရကြဝေနေလေဖြစ်ပြမရှိမိတော့အရာရှိပေါ့လာတာပေါ့ဗျာဘယ်တော့ကြောက်ရတော့အဲ့ဒါကြောင့်ဒကာရမတွေကိုသတိပေးရတယ်ဘယ်လိုသတိပေးတော့ဆိုတော့ဒကာရမတွေကမိမဆိုရဗျာတပည့်တို့ဝေဒနာရဲ့ကြားများနဲ့မတူဖြတ်အမတမထူးခြားတဲ့ဝေဒနာတွေသူများမပေါက်တဲ့ဝေဒနာတွေတပည့်တို့မှာတော့သီးသန့်ဝေဒနာတွေကရှိတယ်ဗျာယောက်ျားများနဲ့မတူတဲ့သီးသန့်ဝေဒနာတွေကရှိတယ်အဲ့ဒီဝေဒနာတွေကိုခင်ဗျားတို့ဘာမှမဆိုရင်ဖြစ်စာလေးသာပေါ်လာတာကိုဉာဏ်နဲ့သာဖြစ်ရှုရင်ဒီဝေဒနာအလတ်ကြီးလည်းမလာဘူးအကြီးကြီးလည်းမလာတော့ဘူးအခုချုပ်သွားတာရင်းမိလားဒါကြောင့်ဘုန်းကြီးခဏပြောရှင်မကတ္တဗကြီးကမမှားဘူးခေါင်းအမှန်တန်ကြိုက်ကောင်းမှန်ကြတော့ဟေးကတ္တဗဘယ်နဲ့နေတော့ဘုရားကအာမခံမဲနဲ့ကောင်းကြိုက်တယ်အိုးမင်းဖြင်းလိုက်တာကွာမင်းဒီဘူးစဉ်ဆိုတဲ့ပညာနဲ့ရှုပါလားကွာဓမ္မဝိဇ္ဇာသံဃာစဉ်ဆိုတာမဲ့ခင်မဲ့နော်အဲ့ဒါလေးနဲ့မဖြစ်ရှုပါလားကွာအိုးတပည့်တော်ဘုရားအဝိဇ္ဇာတပည့်တော်ဒီကားလို့ဆိုရင်ဒါတတိမထားမှုပဲဖြစ်နေတယ်အဝိဇ္ဇာတော့မရှိဘူးတတိမထားမှုပဲဖြစ်အဝိဇ္ဇာကတော့ရဟနာမရှုပြီးသားပေါ့ဗျာတတိမထားမှုပဲဖြစ်နေတယ်ဗျာတဲ့ဒါတပည့်တော်တရားတွေတက်လာကြတဲ့ကဒီဥစ္စာဒီပညာတပည့်တော်မှာကိုယ်ပိုင်ရှိပြီးသားဟုတ်ပါဗျာရှင်ဘုရားလာသတိပေးတော့မှမင်းဝေဒနာမရှိဘူးလားလို့မဲလိုက်တော့မှတပည့်တော်သတိရတကယ်ရှုပါတော့မယ်ဆိုပြီးရှုလိုက်တော့ဘုရားလည်းကြွသွားရောအေးငါသွားတော့မေးဝေဒနာသာရှိရတော့ဆိုတော့ဘုရားလည်းနှလန်းသုံးလန်းသာသွားသေးတယ်ဓမ္မရေဒီဝေဒနာပိန့်ကြပဲရင်မတင်လို့ရှော့ကြကဲရိပ်မိကြအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေမှာလည်းဝေဒနာတွေဖြစ်ပြီးဒီကလာနေကြတော့အဲ့ဒီအစသာရှုမိရင်ဘာမှမဟုတ်နဲ့ဒီဝေဒနာကြီးကိုမလာတော့ပါဘူးကဲတော့ခန်းနဲ့ရှင်းတတ်မလားဒါကြောင့်တပည့်တို့ကဝေဒနာခံစားမှများသိကြောက်တာပဲဆိုလို့ရှိရင်အစသာသိအောင်လုပ်လိုက်ပါအစသိအောင်လုပ်လို့ရှိရင်အလတ်စားဖို့ဖြစ်ပါဦးအကြီးစားဖို့ရဒါကြောင့်ဒကာရမတွေမှာဘာလဲလို့နေတော့ဆိုတော့ဝေဒနာပေါ်တိုင်းအစမတွေ့တာခက်ဒုက္ခပေါ်လာလေဒကာရမတွေကမတွေ့တော့ဒုက္ခဝေဒနာကိုမတွေ့တော့ဘူးဒုက္ခဝေဒနာဖြစ်เสียတဏှာသူ့ကိုခင်ဗျားတော့ဝေဒနာတွေမတွေ့ပဲကိုဗျမတွေ့တော့သူကထုံးဆောင်တိုင်းပေါ့ဗျာဟုတ်လားအိမ်သားခွေးတွေကောင်မို့တစ်ခုလာပြစ်ထားတယ်ခင်ဗျားတို့ကမတွေ့ဘူးဆိုတော့ဒီနေ့တော့မနန်သေးဘူးပေါ့နေ့ပြန်ကြတော့ဘာဖြစ်မှလဲဘာကြောင့်တော့မနေ့ကမတွေ့ပြီတော့ဒီနေ့အသာရုပ်ဆိုးလာသင်ဒါပြန်ဒီနေ့တောင်မှမတွေ့ပြီတော့2ရက်ရှိပြီမတွေ့ဘူး3ရက်ကြာတော့ခင်ဗျားတို့ဆွဲပြစ်ဖို့တောင်တော့ခင်းဘာကြောင့်တော့မတွေ့ပြီလို့မတွေ့တာဆိုဆုံးမယ်ပရမနေ့ကတွေ့မှဆိုရင်ခင်ဗျားတို့အနန္တဒုတိယနေ့အနန္တတောင်ကိုယ်မှနှိမ့်ဆက်เสียရှိသေးရဲ့အခုတော့3ရက်ရှိတောင်မှမတွေ့သေးတော့ဒီနာတကလင်းနာတွေကြတော့မှပဲသိတော့တယ်ဆိုတော့ကောင်းသေးရဲ့ဒါပြန်အစမသိမိတာဒီနန်လဲနန်ရသေးတယ်စော်လဲစော်ရသေးတယ်လင်းနာတွေလည်းကိုယ်အိနာနာခံရသေးတယ်
တော်တာကြတာပုတ်လိုက်ညီလိုက်တယ်လေပြောစရာမရှိအောင်နံသေးတယ်ဆိုတော့အဲ့ဒါဘာမသိမိလို့ဒီလောက်တန်ချက်တွေပြရတာဒါပြန်ခင်ဗျားတို့ဝေဒနာအစမသိရင်ဝေဒနာကြီးကြီးရမယ်သိမိဗလားဝေဒနာအစသိရင်ဖြင့်ဒါပြန်ဝေဒနာကြီးကြောက်တဲ့ပုဂ္ဂိုလ်ဒီပေါ်လာကြဝေဒနာလေးကိုသာဖြစ်ဖြစ်ယူဒိဋ္ဌဒီဥစ္စာသိမိဗလားအဲ့ဒါဒကာဓမ္မတွေခင်ဗျားတို့ကဆရာဝန်တို့ဆေးသမားတို့ကအကုမနေပါနဲ့ဘုရားရှိတဲ့တော့ဘယ်မှအမှန်မပြောက်ဘူးခင်ဗျားတို့ဒီဝေဒနာလောက်ကိုမဆိုပါနဲ့မဆိုထားပါနဲ့ဆောင်းခဲ့ရကိလေသာကြီးနောက်ဘဝတုန်းကဒေဥရပြစ်ချမယ်လို့နောက်ကစောင့်နေတဲ့ကိလေသာနာကြီးတောင်ပဲဒီဝိပဿနာမဉ္ဇဏ်နဲ့ရှုလိုက်တဲ့အခါကိလေသာနာကြီးတောင်ပုံပြောက်တယ်ဒီကိုယ်ပေါ်မှာနာတဲ့အနာတော့မဆိုပါနဲ့တော့ဒါတော့ဖို့တတ်ပါလေရင်းမိပြီလားအဲ့ဒါခင်ဗျားတို့အတွက်တိုက်တွန်းကြတာကဒကာဓမ္မတွေအတွက်လေးလေးစားစားကြီးဘုန်းကြီးများကမှာပြီးတိုက်တွန်းကြတာပြင်းတာလေးကိုဖြင့်ပြင်မဲ့ထုတ်ပြကြပါပြင်းတာလေးကိုဖြင့်ကိုယ်တော့မထားပါနဲ့ပြင်းတာလေးဖြင့်ကိုယ်တော့မထားပါနဲ့မဟိပါမာတော်ဘုန်းကြီးကပြင်းတာလေးကိုယ်တော့မထားပါနဲ့ဆိုတော့ဒီနေ့တော့မာသေးလို့မရှိသေးဘူးဆိုပြင်းတာလေးကိုယ်တွင်းရောက်တာဒီနေ့တော့နေ့တစ်နေ့လုံးကလောကကြရတာမဟာဘူးအဲ့ဒါဆောင်နေရရှုလွန်းလို့နဲ့ပြန်မှလောက်တော့မယ်ဆိုတော့ပြင်းတာလေးတွင်းရောက်နဲ့ပြန်ကြရတဲ့ထိုလိုပဲထိုနည်းလူရှုပ်ပြန်တော့လေတပည့်ရွှေသွားပြင်းတာလေးကရေတွင်းရောက်ရင်းမိဗလားအဲ့ဒီပြင်းတာလေးတွင်းရောက်မှဖြင့်ဘုန်းကြီးကအစိုးရိမ်ဆုံးချက်ပဲရင်းမိဗလားမဆောင်ပါအစိုးရိမ်ဆုံးတော့ပြင်းတာလေးဝန်တွင်းရောက်မှအစိုးရိမ်ဆုံးပဲမတူကြီးဘုန်းကြီးစိုးရိမ်နေပေါ်လားပါတယ်ပါစိုးရိမ်ပြင်းတာလေးကိုယ်တွင်းရောက်မှဖြင့်ထူးစိုးရိမ်တာပဲကဲဒါဖြင့်ဘုရားသခင်ကိုရမေကြီးကအာရဝတ္ထနိက္ကမထယုံစထဗုဒ္ဓသာသနေဒုနာထမေစုနောသေနနာဂါရဝကုံကရံဆိုတော့ပြင်းတာလေးဝန်းတဲ့ရောက်လာလို့ရှိရင်တဲ့ဝေဒနာလေးတွေပေါ်တယ်မရှိပြဘူးမရှိပြတော့ပြင်းတာလေးကဝန်းတဲ့ရောက်လာတော့ဝေဒနာပြည့်စရာတဏှာဟုတ်လားမလာဘူးလားပြင်းတာလေးဝန်းတဲ့ရောက်လာပြီးမှရဝေဒနာရှိပြသေးရဲ့လားမရှိပြတော့ဝေဒနာကတော့ပေါ်နေမှာပဲဝေဒနာကတော့လှည့်ပေါ်နေမှာပဲပေါ်တော့ဝေဒနာပြည့်စရာပဲဘာဖြစ်လာဝေဒနာပြည့်စရာတဏှာဖြစ်လာမယ်တဏှာဖြစ်လာတာအလိုလိုလာရင်လို့လာရတာလားဒီတဏှာကပြင်းမှုကြောင့်ဝင်လာတာဒါဖြင့်သေမင်းဝင်လာပြီခင်ဗျားတို့သေမင်းဝင်လာပြီခင်ဗျားတို့ပြန်လိုက်တယ်နဲ့သေမင်းဝင်လာပြီဘုန်းကြီးတို့မတတ်နိုင်တော့ဘူးဒီတဏှာဆိုတာဒီဘုံဘဝကိုခင်ဗျားတို့ကိုအိုအောင်တောင်သေအောင်လုံးမဲ့သေမင်းဟုတ်ကလားအဲ့ဒါဘယ်နဲ့ကြောင့်ဒီသေမင်းဝင်နေရောက်လာပါလိမ့်ဒါဖြင့်ဘုန်းကြီးမစိုးရင်တယ်ဘုရားဓမ္မတွေငါမရှိလို့ရှိရင်ဘယ်သူများဝင်နှိမ့်ဆက်နေမလို့ဆိုတာဘုရားကနေတွေ့ရင်ခင်ဗျားတို့ရိပ်ပြီဗလားရိပ်ပြီဘာလဲတော့ဆိုတော့ပြင်းတာလေးကြောင့်ရန်သူဝင်သွားပြီကဲဒါဖြင့်တော့ကဲပြင်းတာလေးကနည်းနည်းနော်နဲ့နာလားရန်သူကြီးကျယ်ရောက်လာတာလားရန်သူကြီးကျယ်ရောက်လာတော့ဝေဒနာလေးကိုဒကာဓမ္မတွေပေါ်လာတာကိုပြင်းတာနဲ့ပဲမသိလိုက်မသိတာကဝိဇ္ဇာဝေဒနာပြည့်စရာနောက်ကတဏှာဟောဝိဇ္ဇာနဲ့တဏှာလားရောက်မလားမသိတာကဘာတော့ညာအဲ့တော့ဝေဒနာမရှိမိတဲ့ဝေဒနာပြည့်စရာတဏှာကရောဒါပြန်မသိတဲ့ကဝိဇ္ဇာအစဉ်တိုင်းလိုက်လာတာကတဏှာဟောကြောက်စရာမကောင်းဘူးအဝိဇ္ဇာတဏှာဆိုလို့ရှိရင်ဖြင့်ဟေးမဲ့သတ္တဝါကောင်ဖြုံတော့မှာပဲသေမင်းသတ်เสียသိုးကောင်ပါမှာဖြစ်တော့မှာပဲဟုတ်လားသိုးတွေဟာဒကာရမတွေစဉ်းစားကြည့်သတ္တဝါတွေအားလုံးသောပုဂ္ဂိုလ်တွေစားဖို့ဝါဖို့ကိုဖြစ်လာတာနွားခိုင်းလို့လည်းမရဘူးဗျဟုတ်ကလားလက်ထမရထမဆိုလို့သူတို့ခိုင်းကြသူတို့အားနဲ့မျှရတာမမျှတော့စားဖို့ဖြစ်လာတယ်စားဖို့တတ္တဝါဖြစ်လာတယ်လို့ခင်ဗျားတို့ဘုန်းကြီးပြောတာကိုနားမထောင်လို့ရှိရင်ခင်ဗျားတို့တတ္တဝါမျိုးစစ်နှစ်ခုရောက်လာတယ်ဝေဒနာလေးပေါ်လာကိုမသိတာကဘာတော့အစဉ်တိုင်းလိုက်လာတာကအစဉ်တိုင်းလိုက်လာတာဆိုတော့ဝေဒနာပြည့်စရာတဏှာသတိမထားလိုက်လို့မသိတာကအဝိဇ္ဇာဝိဇ္ဇာနဲ့တဏှာဝန်တဲ့ရောက်သဘောကျဝိဇ္ဇာနဲ့တဏှာဝန်တဲ့ရောက်တော့သိုးကောင်လို့သေစရာတတ္တဝါလေးမဖြစ်ပေဘူးဒါဖြင့်ဒီသေစရာတတ္တဝါလေးဆိုတော့သိုးလိတဲ့မသမန်တို့လက်ထဲမှာခင်ဗျားတို့ဆုံးရှုံးရပြီလားအသက်ဆုံးရှုံးရမယ်ဩတရားဓမ္မတွေ
သိအောင်လုပ်ပါဆိုတာလေမသိအောင်လုပ်မိတာနဲ့ပဲအခုတတ္တဝါဖြစ်လို့သူတစ်ပါးကြီးသဘောဝါဘဖြစ်နေပဲခန္ဓာကိုယ်နဲ့မှုထမ်းရရှာတယ်မနဲ့နာဘူးလေဒါပြန်နွားတွေကအမှုထမ်းရတယ်ဆိုတော့ပခုံးနဲ့မှုထမ်းသိုးကတော့ကိုယ်အသားနဲ့မှုထမ်းရအဲ့ဒါခင်ဗျားတို့ဝိဇ္ဇာနဲ့တဏှာရောက်လာရင်အသားနဲ့မှုထမ်းရလိမ့်မယ်ရိပ်မိဗလားဘုရားများဒီကားလို့ဆိုရင်လူတွေအမှုကိုဘယ်လိုများထမ်းကြရတယ်ဆိုတာသဘောကျဘာနဲ့ထမ်းကြအသားနဲ့အမှုထမ်းရကဲအသားနဲ့အမှုထမ်းတယ်ဆိုတာအသက်ဆုံးပြီးမှုထမ်းရတာပေါ့ခင်ဗျားတို့ကဝိဇ္ဇာတဏှာသာရောက်လာမယ်ဆိုတတ္တဝါဖြစ်လို့အသားနဲ့အသက်နဲ့အမှုထမ်းရလိမ့်အဲ့ဒါကြီးတော့ဘုန်းကြီးကမသနာပါနဲ့ဆိုလို့ရပါဘူးခင်ဗျားတို့ကပြုံးနိုင်သလောက်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကသနာရိပ်မိလားခင်ဗျားတို့တော့ပြုံးရင်ပြုံးနေမှာမသိလို့ပြုံးမသိလို့ပြုံးတာဘူးမသိလို့ပြုံးတာကိုလည်းဘုန်းကြီးတို့ဝေယူနေလို့မရတော့ဘောမသိချာလို့ပြုံးတာတို့တော့လေကိုကဆရာဘုန်းကြီးများကတော့သူပြုံးတော့သူနဲ့နာမှာဖြစ်သွားကြောင့်ပြုံးနေတယ်ဒီလိုလုပ်လိုက်ပါဦးခင်ဗျားပြုံးတာကယူပြုံးပါအကောင်းပြုံးမဟုတ်ပါဘူးမယူပြောလိုက်ဘူးကဲမချုံပြောလိုက်တယ်နော်မတူလို့ပြုံးနေတာဘာပြုံးတော့သေကံဤပြုံးတာတပတ်ကြသေကံဤပြုံးတယ်ဆိုတာကတော့ဘာလို့ဆိုတော့မသိလို့သာပြုံးရတာကိုသိုးပြုံးနေတာဒီတရားဓမ္မတော့သူ့ကိုမျက်ကျွေးနေတာသိုးကြောင်းတဲ့လူကလည်းတထာလို့ကျွေးတာလားအသားများများရအောင်လို့ကျွေးတာအဲ့တော့သူတထာလို့ပါသေးရဲ့အဲ့ဒီသိုးတွေကသူတို့သိုးတွေသိုးချင်းချင်းပြုံးညရွှင်ညခေါ်ကြလို့ဆိုလို့ရှိရင်မြောမသိချာလို့နဲ့ပြင်သူစေနဲ့ပြင်သူဒီကလည်းလိခါမှာဆိုတာကမထင်ရှားဘူးလားဒီမှာလည်းခင်ဗျားတို့မသိပြုံးနေတာတော့ဘုန်းကြီးတို့ကသနာရိပ်မိဗလားမသိပြုံးနေတာတော့အလွန်သနာပါတယ်အဲ့ဒါကြောင့်ပညာရှိသနာလို့ရှိရင်ခင်ဗျားတို့ဒီကားလို့ရှိရင်နဲ့နာမယ်ဆိုတာကအောက်မိပဲအဲ့တော့တို့ဆရာဘုန်းကြီးကလည်းတို့ဘောစေနာထားတာသူလည်းသနာတဲ့စိတ်မပေါ်ရအောင်ဝမ်းမြောက်တဲ့စိတ်သာပေါ့တို့ကဖြင့်ဝေဒနာပေါ်တိုင်းသိအောင်လုပ်မယ်ဆိုတော့သိတာကဝိဇ္ဇာဟုတ်လားသိတော့ဝိဇ္ဇာလာတဲ့ခါကျတော့ဝိဇ္ဇာလည်းလာလိုက်ပါဝေဒနာဖြစ်ပြလဲရှုမိပါဦးတဏှာဟောမချုပ်ဘူးဒါသိတာနဲ့ပဲဝိဇ္ဇာလာတယ်ရှုလိုက်ပြန်တော့လေတဏှာချုပ်တယ်ဆိုတော့ဝိဇ္ဇာနဲ့တဏှာချုပ်ရင်သတ္တဝါရေသောမြစ်ပြတ်သောကြောင့်ဘုရုသဘဝါဘမှာဖြစ်တော့ကဲမကြီးရှင်းတတ်ပလားဘာလို့ဘုဒ္ဓလုံးလဲဒါပြန်ဝေဒနာလေးပေါ်တိုင်းဘာလို့ကြရမလဲဖြစ်ပြသိအောင်လို့ဖြစ်ပြတဲ့တရားကိုဖြစ်ပြသိအောင်ခင်ဗျားတို့လုပ်ယူမယ်မျက်လုံးမှာပေါ်လဲလို့နားမှာပေါ်လဲလို့နှာခေါင်းမှာပေါ်လဲလို့ကိုယ်မှာပေါ်လဲလို့လုပ်လိုက်တော့ဖြစ်ပြကလေးကိုဖြစ်ပြသိတော့သိတာဟာဝိဇ္ဇာသိလိုက်တဲ့အတွက်ဝေဒနာနောက်ကတဏှာလာသေးဘာလာမလို့ဓမ္မတို့အသိပညာလာနေတော့ခါရင်တဏှာလာမဲ့နေရပညာလာနေပညာလာနေတဲ့တဏှာကမချုပ်ဘူးဒါဖြင့်လာရာကဝိဇ္ဇာချုပ်တာကတဏှာဟုတ်လားဆိုတော့တဏှာလည်းချုပ်သွားတော့အဝိဇ္ဇာနဲ့တဏှာရှိသေးရဲ့အဝိဇ္ဇာနဲ့တဏှာမရှိတဲ့ခင်ဗျားတို့ဘာဖြစ်ချင်လို့မှဘာကောင်းမှမဖြစ်တော့ဘာလူကောင်းတယ်ပြုတ်နတ်ကောင်းတယ်ပြုတ်တိရစ္ဆာန်တယ်ပြုတ်အပေကောင်းတယ်ပြုတ်ဘာကောင်းမှမဖြစ်တော့ဘူးဆိုတဲ့ပြင်ကျတို့ဒီခဏကခန္ဓာ၅ပါးဒုက္ခသစ္စာတရားကြီးအခုကျွတ်လွတ်ပြီးမသွားသေးဘူးကဲတော့ဘယ်တော့ဖွတ်တာဒါဖြင့်ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှုတဲ့ဒကာရမတွေဖြင့်အပြင်းလက်မခံတဲ့တွေ့ခင်ဗျားတို့ဖြင့်သံဃာစခန်းတတ်ပါပြီငိုပွဲယူငိုပွဲတွေမြေကြပွဲတွေရင်တူပွဲတွေမြေလူပွဲတွေဖြင့်အကုန်သိမ့်ပါပြီအခုတော့ရေးကြုံတယ်ဆိုရင်လည်းများနေအောင်ကြရင်ကိုယ့်အကူရင်ထုလူထုကြံခုံလို့ခုံဟုတ်ကလားကောင်းသေးရလားဗျကျုပ်ပြန်သေးတာသေးခြင်းတော့ပဲလို့မြေကြီးငယ်ကြလိုက်ကောင်းသေးရလားသမင်းစောပြက်လိုက်ဘယ်မှာဖုဒ္ဒနာပါသေးအဲ့ဒါတွေဒီကားလို့ဆိုရင်ဘလောက်ပဲကျမ်းပါလို့ဘလောက်ပဲချမ်းသာဒီဥစ္စာဖြစ်ရမှာခန္ဓာရှိရင်ဒါဖြစ်ရမှာဟုတ်လားခန္ဓာရှိရင်ဒါပြမယ်ဇောတိကတက္ကမလည်းချမ်းသာတာပဲရှိဟုတ်လားအနုလာတဲ့ပြီးတော့ဘလောက်ချမ်းသာတယ်ဆိုတာတော့မပြောပါနဲ့တော့တဲ့သူတို့မှစိတ်နိုင်များတဲ့ကြီးတိုက်ဘုရားစိတ်နိုင်များတဲ့တဲ့ရွှေတိုင်းတွေခတ်ဟုတ်လားသမင်းချက်စားတာမှနီလာဆိုတော့ဘုရားထွက်တယ်ဒီသွေးကန်လောက်ရှိတယ်နီလာသုံးလုံးတည်ပြီးတော့အေးပေါ်မှာသမိုးတည်ပြီးတော့ဒီအေးတက်နဲ့ချက်မိခိုးနဲ့ဆိုလို့ရှိရင်မျိုးလုံးစုလို့မစားနိုင်ဘူးတဲ့မိုက်ဘယ်တော့မှကျိုးပေးတယ်မင်းနဲ့ချက်တာမစားနိုင်ဘူးတဲ့မင်းနဲ့ချက်တာစားလိုက်ရင်ဝန်းထဲမှာဥရသေးတယ်ပဲလောက်တယ်အေးနဲ့ချက်တာမစားလို့ရဘယ်တော့နှုတ်တဲ့ရုပ်သုံးဆိုတာတော့ပြောဖို့လိုသေးတာအဲ့ဒါတော့မျက်ရည်ကျရှာသေးတယ်ဒါတော့အကျိုးပေးနေတဲ့ဓမ္မတော့မျက်ရည်ကျဘ
ပိမရာမင်းကြီးလာတဲ့အခါကျတော့ပိမရာမင်းကြီးကသူတို့တိုက်လာပြီးလဲတဲ့ချိန်ကျတော့သူဇရိကသွားခေါ်ဓမ္မကလာခဲ့ဦးဟုတ်ဘာလို့လာသူအသက်ဦးဆံပိုင်တဲ့ပိမရာမင်းကြီးတို့အိမ်လာပြီးတော့သမင်းလာစားတယ်ဩကံမြခေလိုက်ကိုယ့်ထက်ကဘယ်သူမှမရှိဘူးထင်တဲ့ဥစ္စာကိုယ့်ထက်ကလူရှိသေးတယ်ဆိုပြီးလိုက်လာခဲ့တယ်လိုက်လာပြီးဒီကလည်းဘယ်လိုနေရာမှာတော့သူမြောက်ကျွန်းသူကိုရဒါတို့ထက်ကသေဥဆံပိုင်တာပဲသူ့ဘိုးပြပါမယ်တို့ဟိုတည်းနင်ကရက်ခတ်ရကိုရှင်မင်းကိုဗျနင်ကရက်ခတ်ရမယ်ဆိုတော့ရက်ခတ်ရှာတာပေါ့ဗျလှုပ်ရှင်တော့နည်းနည်းမှမပါဘူးအမှန်တန်ချမ်းသာတာဗျမြေပေါက်ကြီးပဲရွှေရင်ငွေတွေဟာလှုပ်စားရတာတခုမှမပါတော့အဲ့ဒါရက်ခတ်တော့ရှင်မင်းကြီးအဖိုးနတ်တွေကသူ့မျက်လုံးထဲဝင်မြေဝဘဘချဒါလို့ချမ်းသာတာတော့မြေကြမလို့ဒေါမနသာလည်းဖြစ်လိုက်ပြီကုသိုလ်များမစင်ကြယ်လိုက်တာကြည်စမ်းမအောင်သူတို့ကရက်တောင်ခတ်ပြီးကြတာကို့မှာနေရတယ်ဒါတော့မစင်ကြယ်တဲ့ကုသိုလ်လုပ်ခဲ့လို့ဘုန်းနဲ့ပြည်ရှင်မင်းအခိုးအနတ်တွေကလည်းသူတို့နောက်ကျောင်းသူဖြစ်ပြီးကြတာနေတော့ခေါင်းကဘာနတ်မှအပူနတ်နေရရှိတာမဟုတ်ဘူးအဲ့ဒီအနတ်တွေကလည်းဝင်လို့မြေကြဒါနဲ့ရှင်မင်းကမေးရှာသိခမမကဘာဖြစ်တာလဲသူကဒီလိုပဲမြောက်ကျန်းသူလည်းဖြစ်ပြန်အမှန်တန်လည်းရုပ်ရည်ယူကနုညံများဘယ်နာမှခံနိုင်တဲ့သဘောတတ်တရားလည်းမရှိဘူးအခုတော့ရှင်မင်းကြီးရက်ခတ်နေရတယ်ရှင်မင်းကြီးကိုယ်ရဲ့အပူရှင်ကြီးကသူ့မျက်လုံးသွားစူးအဲ့ဒါကြောင့်မျက်လုံးကနူလွန်းမြိတ်ရတာဒီမှာရှင်မင်းကအားတဲ့အဲ့ဒါကြောင့်အမှန်တန်ချမ်းသာတာတောင်မှကြည်စံခန္ဓာကိုယ်ရှိတဲ့မြိတ်ရလောက်ကအဲ့သူ့ရဲ့ချမ်းသာတာတော့လောကကြီးတွေမှာမရှိတော့ဘူးမရှိဘူးရှင်မင်းတွေပါလေဆိုတော့သူ့လောက်ကရှိတယ်ချမ်းသာတဲ့ဘက်ကဖြစ်သူကချမ်းသာဆုံးပဲရိပ်မိဗလားအဲ့တော့ချမ်းသာတာတော့မြေရလောက်ကလားအဲ့တော့ဒီတရားဓမ္မတွေမှာတဲ့ဝေဒနာလေးကိုရှုလိုက်လို့ရှိရင်ဖြင့်ရှုလိုက်တယ်ဆိုတော့ဝေဒနာပေါ်တိုင်းဖြစ်တာဖြစ်ပြီးပြက်တာလေးကိုတရားဓမ္မတွေကဖြစ်ပြမတွေ့ခြင်းနဲ့ဝေဒနာပေါ်တိုင်းသိနေရင်မဖြစ်ပြတွေ့ပြီဟုတ်လားအဲ့ဒီတော့သိနေလို့ရှိရင်ဒုက္ခပေါ်လဲဝန်တာတဲ့စိတ်ကလေးပေါ်လဲသိဝန်တဲ့စိတ်ကလေးပေါ်လဲသိရှုတဲ့စိတ်တဲ့စိတ်ကလေးပေါ်လာရင်ဟောသိရမယ်နားကြားတဲ့စိတ်ကလေးပေါ်လာရင်သိအကုန်သာသိပေသိပေသည်နဲ့တပြိုင်နက်တည်းသိတာဟူသည်ဝိဇ္ဇာလာတဲ့တဏှာအနေနဲ့နေဟောဝိဇ္ဇာတဏှာချုပ်တဲ့ကတရားဓမ္မတို့ခုနကလို့ချမ်းသာမပြောပါနဲ့ဘာမှမလာတော့ခန္ဓာတော့မရှိဘူးခန္ဓာမရှိဘဲနဲ့အကုန်ချမ်းသာကြမ်းပါပြီလိုရာပြည့်စုံတဲ့သဘောသာကျန်တော့ဘယ်လောက်များဖုတ်တန်ဒါဖြင့်ဓမ္မတို့ဘာရေးကြီးလို့ရှိပါလိမ့်မလို့ဆိုတော့အပြင်းကလေးဝန်းထဲကထုတ်ပြကြပါတပတ်ကြအပြင်းကလေးဝန်းထဲကထုတ်ပလိုက်လို့ရှိရင်မကြောင်တော်မကြီးတို့ကျေးဇူးများပြီပေါ်လာတိုင်းတက်တော့ဒီကားလို့ရှိရင်ဒါလေးကဖြစ်ပြပဲဒါလေးကဖြစ်ပြပဲလို့ရှုပြလိုက်လို့ရှိရင်ဖြစ်ပြကဒုက္ခသစ္စာရှုတာကဘာလို့အဲ့တော့မဲရတယ်ဆိုမှဒကာဓမ္မတွေဒီကိလေသာယန္တုတွေသေသောကြောင့်ပြောနေလိုက်တာပေါ့ဒါဖြင့်အခုပြောချိန်မဟုတ်သေးဘူးဟုတ်လားလေမြန်တွေကကောင်းဘောကဝယ်ပြီးသုက္ကနာတွေနဲ့ကျဲနေတဲ့တွေကပြောလို့ရှိရင်ဖြင့်ဒီလိုယူလို့ဖြစ်တယ်ဒီမှာလည်းဘုန်းကြီးတို့တရားဓမ္မတွေဒီလိုယူလည်းမဆိုကြပါဘူးဒီလိုယူလည်းမဆိုကြပါအခုချိန်ပြောချိန်မဟုတ်သေးဘူးလို့ပြောပါတယ်ဘာလို့ကိလေသာယန္တုတွေကခင်ဗျားတို့သတ်မှတ်ဖြတ်မယ်လို့ဝန်ထဲကမထွက်သေးဘူးမထွက်သေးခင်ပြောနေလို့ရှိရင်ဖြင့်ဒါဟာခဏကယူပြောအဆိုးတော်လေးဆိုပြီးခဲ့ဆိုယူပြောပဲပြန်ကြကြောက်ရမကောင်းဘူးအေးဒါကြောင့်ဓမ္မတို့ခင်ဗျားတို့ဒီဝေဒနာပေါ်တိုင်းရှုခဲ့လို့ရှိရင်ဖြင့်ဝိဇ္ဇာဖြစ်ပြီးအဝိဇ္ဇာချုပ်ပြီးဝေဒနာပေါ်တိုင်းဘာလုပ်မလဲရှုခဲ့တော့ဝေဒနာပေါ်တိုင်းရှုကြရခြင်းဘာဖြစ်မလဲဝိဇ္ဇာဖြစ်ပြီးအဝိဇ္ဇာချုပ်ဝေဒနာပေါ်တိုင်းရှုရင်ဘာဆိုကြမလဲဝိဇ္ဇာဖြစ်ဝိဇ္ဇာချုပ်ဝိဇ္ဇာကဝိဇ္ဇာဖြစ်အဝိဇ္ဇာချုပ်ဝိဇ္ဇာဆိုတာဒီကားလို့ရှင်တရားဓမ္မတို့ဝိဇ္ဇာမဲ့ခင်မဲ့ပေါ်လို့ကိလေသာချုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာချုပ်တဏှာဆိုတဲ့ကိလေသာချုပ်အဲ့တော့တရားဓမ္မတို့ဝိဇ္ဇာတဏှာချုပ်တဲ့ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်ဖြင့်တန်တရားမှာဝိဝိနာဘေးတွေပေါ်တဲ့လမ်းချမ်းကြီးတွေကျွတ်တော့ခင်ဗျားတို့သွားဖို့လိုသေးလားအခုတော့ဖြင့်တဲ့အဲ့ဒီတရားနှစ်ခုမချုပ်သေးတဲ့အတွက်ခင်ဗျားတို့ဒီဘဝမှာဝတ်ကလေးဝတ်ပြီးနေရ냐ဆိုတော့နောက်ဘဝတိရစ္ဆာန်ဖြစ်တော့ဝတ်ရမှာမဟုတ်ဘူး
ဆက်ကွယ်ကျိုးနဲ့ဖြစ်ပြီလားအဲ့တော့ဆက်ကွယ်ကျိုးနဲ့ဇက်ကိုသိဉ္ဇဉ်နဲ့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှိဟုတ်လားမျက်ရည်ကြီးငယ်မကြခြင်းရလေဟုတ်လားသူများကအတုပကြီးဒီအတုပကြီးကြီးဆိုတဲ့ဥစ္စာကိုခင်ဗျားတို့သေရင်အတုပပြောခိုင်းရမယ်ဟုတ်လားအတုပဆိုတဲ့ဒီမှာမတည့်နေတာဖြစ်နေတယ်ပြောတာပဲဟုတ်လားအဲ့ဒါကြီးကိုလည်းနာမည်ဆိုကြီးပြောက်ချင်တယ်ဘာလို့ဝေဒနာပေါ်တိုင်းဖြစ်ဖြစ်ရှိပါလိမ့်မယ်အဲ့တော့ဖြစ်ဖြစ်ကိုမရှုပြလို့ရှိရင်လည်းဒကာဓမ္မတို့အပြင်းပြင်းမထွက်လို့ပဲဒါဖြင့်ပြင်းတဲ့ပုဂ္ဂိုလ်ဒီကားလို့ရှိရင်တနေ့လောက်မှလုပ်ကိုရက်ပေါင်းများစွာလောက်တောင်သူပြီးပါမပြီးနိုင်ဘူးဒါဖြင့်အပြင်းလေးကိုပြင်မဲ့ထုတ်ကြလိုက်လို့ရှိရင်ဖြင့်ဝေဒနာပေါ်တိုင်းဖြစ်လေသားကြောင့်ခင်ဗျားတို့သံဃာစကံသပြီးကြလားရက်ရှည်ကြီးမျောနေကြလူသေးလားသံဃာရှည်ကြီးမျောနေဖို့လူသေးလားဒါဖြင့်ဒကာဓမ္မတို့ဝေဒနာပေါ်တိုင်းသာအလုံးလုံးပါတတိယတစ်ခုတောက်ပြရုံဘုရားနာရီလည်းအကျင့်ရှိပါလေအရှင်ဘုရားကြွတော်မူသွားတဲ့နောက်ကိုတတိယလိုဘယ်လိုတရားနဲ့တောက်တော့ရအကျော်တော်ရီယခုဟာတွေပဲရှင်းတော့လားသေချာတတိယလိုနာကျင်ကြနာကျင်သေးတာပဲဗျာဟာပြီးတော့နာရရရှောင်နေတာလားဒီမှာနာရရကတော့ခန္ဓာကိုယ်ကြည့်နာဟုတ်ကလားခန္ဓာကိုယ်ရဲ့သူကပြောလိုက်ခန္ဓာကပြောလိုက်မှကျုပ်ရလာပြီဒါတရားဟောလာပြီမင်းဖြစ်ပြဟုတ်ကလားဒါဝန်တာလာရင်တော့ဖြစ်ပြသူကတရားဟောပြီလေခင်ဗျာနာရင်းမိပြီလားခန္ဓာကိုယ်ကတရားမဟောပြီဘူးလားဟောလို့ရှင်ခင်ဗျာဘယ်နဲ့လို့ဖြစ်ပြရှုတာတရားနာတာပဲဟုတ်ပါပြီတဲ့ဒါလိုက်ပြီဖြစ်ပြီးပြက်ပါပဲတယ်ဖြစ်ပြီးပြက်ပါပဲတယ်ဆိုလို့ရှိရင်သာဓုခေါ်နေတာနဲ့ထူးသေးရတာဒါပေမဲ့ခန္ဓာကိုယ်အပ်ထားကြမှာရင်းမိပြီလားရှုတာဗလားဒီမှာဗျာကဲယနေ့ဒီရင်တော့ကြောင်း